အားလုံးပဲမင်္ဂလာပါဆရာကြီး official channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အဲ့ဒီနေ့ကရန်ကုန်တက္ကသိုလ်ရဲ့တကားတွေကိုခါတိုင်းနေ့တွေလိုဖွင့်မထားဘူးထူးထူးခြားခြားဝင်တကားတွေကိုပိတ်ထားတယ်ကျွန်တော်ကထုံးစံအတိုင်းလိုက်ပြီးတော့ဆက်စုတယ်မကြပါဘူးဗျာအတန်ထွက်လာတယ်တတိထားနေကြမာဆာလာပါတီဝင်တွေကျောင်းဝင်းကိုမတိမတာဝိုင်းထားတယ်ညကလေးကပါတီစိန်မှုတွေကအစည်းအဝေးခေါ်ပြီးတော့လာခိုင်းထားတယ်တဲ့ရန်ကုန်တက္ကသိုလ်ကိုဝိုင်းဖို့ပေါ့သိတဲ့အတိုင်းပေါ့ဗျာကျုပ်ကဆက်စုတဲ့နေရာမှာဒိတ်ဆိုတော့မျက်စိကြီးနားကြီးဖြစ်နေတာလေဒါနဲ့ကျောင်းဝင်းတွေကိုဘယ်လိုဝင်ပေးနေသလဲဆိုတာသိရအောင်ဂိဝါနာမှာရစ်တီလှုပ်ကြည့်လိုက်တော့ဟောအဝါရောင်ခွတ်တောင်းပုံပါတဲ့နှစ်ဖူးစီအနေလေးတွေပါရင်ဝင်လို့ရတာကိုဟာအတော်ပဲဗျာကျွန်တော်ကအဲ့ဒီခေါင်းစည်းအနေရှိတယ်ကျွန်တော်ကတက္ကသိုလ်ကျောင်းသားတော့မဟုတ်ဘူးပေါ့ဗျာလွန်ခဲ့တဲ့2ရက်လောက်ကသူ့ကိုယ်သူအညာမြင့်မောင်ဖြူစင်းလို့ပြောနေတဲ့စာရေးဆရာတယောက်စီကနေတောင်းထားတာသူကကျွန်တော်တို့ရက်ွက်ဘက်ကိုခဏလာတော့မြန်မာတမ်းမိနေပြီးတော့လက်တန်းမီးပွိုင်နားမှာစုံတဲ့နေ့ကပဲတောင်းထားလိုက်တာဒါပေမဲ့အဲ့ဒီလက်ပတ်အနေနဲ့ကျွန်တော်မဝင်ပြဘူးဗျာကျွန်တော်မှာထူးခြားချက်တစ်ခုရှိတယ်အနေနဲ့တစ်ခုတွေးတော့မယ်ဆိုရင်အနံ့ရတယ်လို့အာယုံရတယ်လို့မျိုးပဲကျွန်တော်ကတိတ်ပြီးတော့စိတ်မဖြောင်းတာနဲ့အင်းရကံဘက်ကပတ်ပြီးတော့မတိမတာလမ်းလျှောက်ကြည့်တယ်ညနေ4 နာရီလောက်ရှိနေပြီဗျာလူတချို့ကျောင်းမဲကမြောင်းထဲမှာနေရာယူထားကြတယ်စစ်သားတွေမဟုတ်ဘူးရိုးအရက်ထဲကလူတွေသေးကြတယ်တယောက်ဆိုရင်ကျွန်တော်မြန်မာတမ်းမိနေတဲ့သူကပါတီစိန်မှုဆိုလားဘာလားပဲကျွန်တော်တွေ့တဲ့မြောင်းထဲကပုံကိုယ်တွေစုပေါင်း9ယောက်လောက်ရှိမယ်တချို့ကမြောင်းထဲမှာဆင်းမနေဘူးမြောင်းရဲ့နှကမ်းပေါ်မှာဟိုလိုဒီလိုလှုပ်နေတာကျွန်တော်စဉ်းစားတယ်ဗျရန်ကုန်တက္ကသိုလ်တဝင်းလုံးကိုဒီလိုလူတွေကမတိမတာဝိုင်းနေတာပေါ့အနောက်တော့အတန်တွေတိုးထက်ကြပြန်တယ်အထက်ကကျောင်းသားတွေကဒီလိုမဆလာပါတီဝင်တွေဝိုင်းထားတာကိုသိတယ်တဲ့ဒါပေမဲ့လုံးစရာရှိတာကိုဆက်ပြီးတော့လှုပ်သွားမယ်တဲ့ဒီလိုနဲ့ပဲတဖြည်းဖြည်းနေဝင်သွားတယ်ဗျကျွန်တော်လည်းအထက်ကကျောင်းသားတွေတော့မကြောက်သေးတာငါကလည်းဘာကြောက်စရာရှိလဲပေါ့ကျောင်းထဲကိုခေါ်တောင်းကောင်းသီးပြပြီးတော့ဝင်လိုက်တော့မယ်လို့ဆုံးဖြတ်ပြီးတော့ဂိတ်ဘက်ကိုရှောက်သွားလိုက်တယ်ဂိတ်တွေအားလုံးပိတ်သွားပြီစီပွားရေးတက္ကသိုလ်ရှိကိုရောက်တဲ့လမ်းရဲ့ဂိတ်အဓိပတိလမ်းမကြီးရဲ့တဲကဂိတ်အားလုံးပိတ်ကုန်ပြီလွယ်ပါတယ်ဗျရန်ကုန်တက္ကသိုလ်ကကျွန်တော်ရဲ့စကြက်ပါအဲ့ဒီဝင်းထဲမှာနေပြီးတော့ကျောင်းသားတွေကိုထမင်းချက်ကျွေးနေတဲ့ဦးဘိုးဝင်းတို့လုံသမားတန်းရကိုဝင်တဲ့မလွယ်ပေါက်ကိုကျွန်တော်သိထားတယ်ဦးချစ်ရဲ့လက်ဖေးဆိုင်ဘေးကအပေါက်ပဲဦးတန်းရဲ့လောင်ကျောင်းထဲကိုမရောက်ခင်ကတည်းကကျွန်တော်ကဝင်နေကြပါအဲ့ဒီဂိတ်ပေါက်လေးကိုရောက်တော့ပိတ်ထားတယ်ရတယ်လေဗျာကြော်ဝင်လိုက်တာပေါ့အဲ့ဒီချိန်မှာအချိန်က9 နာရီလောက်ရှိနေပြီအထဲမှာကတော့ပုံမှန်ပဲတောင်ကူဆောင်ဘက်မှာတော့ကျွေးကြော်သံပိုစတာတွေအများကြီးကိုကတ်ထားတယ်အရေးလက်စတွေနဲ့အလုံးရှုံနေတဲ့ကျောင်းသားတွေကိုလည်းတွေ့ရတယ်စားစရာတောက်စရာအပြည့်နဲ့ဝါချင်းတောင်ကြီးတော်တော်များများကိုလည်းတွေ့ရတယ်ဦးတန်းကိုရှိတဲ့ကွင်းမြင့်ထဲမှာလည်းအရင်လိုဟောနေပြောနေကြတော့မယ်တခုထူးခြားတာကကျောင်းသားတွေတော်တော်များများဟာခွတ်တောင်းနှစ်ပူးစည်းတွေကိုစီးထားတယ်တချို့ကခွတ်တောင်းလက်ပတ်တွေနဲ့အရင်ရက်တွေကဒီလိုအများကြီးပတ်ထားတာမတွေ့ဘူးအေးပေါ့ဗျာသူ့လူကိုလူခွဲလို့ရအောင်ပေါ့ဒီလောက်တော့ကျွန်တော်လည်းသိပါတယ်တိုင်းဆိုင်တာပဲလားကန်တရားပဲဆိုတာလားတော့မသိဘူးည9 နာရီလောက်ကြာတော့ကျောင်းဝင်းထဲမှာနေရတာကျွန်တော်စိတ်မပါတော့ဘူးတခုခုကိုစိတ်ထဲမှာလေးနေတယ်လို့ပဲအဲ့ဒါနဲ့ပဲလာတော့ကကြော်ဝင်လာခဲ့တဲ့မလွယ်ပေါက်ဘက်ကိုရှောက်သွားတန်းတိုင်းလေးကိုကြော်ခွပြီးတော့အပြင်ထွက်ခဲ့လိုက်တယ်အပြင်မှာမိတိုင်တချို့လင်းနေပေမဲ့မှောင်တဲ့နေရာတွေကများတယ်အမောင်နဲ့ပေမဲ့ကျောင်းဝန်းအပြင်ကမြောင်းထဲကိုတော့ကျွန်တော်သတိပြုမိတယ်ကုန်းနဲ့မြောင်းထဲမှာဝဲနေတဲ့သူတွေကျွန်တော်မဝင်ခင်ကထက်ကိုပို့ပြီးတော့များနေပြီဘာကားမှမရှိတာနဲ့ကုန်းချောင်းလျှောက်ပြီးပြန်လာခဲ့တယ်အိမ်ရောက်တော့တချို့တဲ့အိပ်ပျော်သွားလိုက်တာမနေ့6 နာရီခွဲလောက်ကြာမှစူးညံ့အတန်တွေကြောင့်လန့်နိုးလာတယ်။ဘာတဲ့ရန်ကုန်တက္ကသိုလ်ကိုစစ်တပ်ကဝင်စီးလိုက်ပြီတဲ့။ဦးသားရဲ့အုပ်ကူကိုလည်းဘူဒူသားနဲ့ကော်ပြီးတော့ယူသွားပြီတဲ့။မျက်နှာတော်မသိနိုင်မဲနဲ့ကျွန်တော်ဘူဒါယုံလမ်းထိပ်ဘက်ကိုထွက်ခဲ့တယ်။လမ်းမပေါ်မှာစစ်ကားတွေအရှိန်ပြင်းနဲ့မောင်းနေတယ်။တစည်းပြာအစည်းရည်တော့မှတ်မိဘူး။ကားတွေပေါ်ကိုကျွန်တော်လှမ်းကြည့်လိုက်တော့ကျောင်းသားတွေတချို့လူကြီးတွေကစစ်ကားကျမ်းပြင်ပေါ်မှာထိုင်လေးရပဲလမ်းတစ်ဘက်ကနောက်စစ်ကိုကင်ထားတဲ့ပုံစံနဲ့ဘေးမှာလည်းစစ်သားတွေကတနက်ကိုစီနဲ့နောက်မှဘေးလူတွေတိုးပြောလို့သိရတာကအဲ့ဒီလိုပုံစံဟာထောင်မှာအကျဉ်းသားတွေကိုထိုင်ခိုင်းထားတဲ့ပုံနဲ့အဲ့ဒီတော့ကကျုပ်ဟာထောင်ဆိုတာဘာမှန်းသိသေးတဲ့ကောင်မဟုတ်ပါဘူးနည်းတော့မဟုတ်ဘူးဗျာအစည်းရေ340နဲ့လဲကျောင်းသားတွေကိုဖမ်းနေလာတဲ့ကားတန်းကမဆုံးသေးဘူးအစည်းတိုင်းမှာလည်းလူအပြည့်ပဲဘယ်ကနေဘလို့ရောက်လာမှန်းလည်းမသိတော့ဘူးကိုတတိပြုမိတော့လှဲတံမီးပွိုင်းကိုရောက်နေပြီကျောင်းသားတွေနဲ့ကျောင်းဝင်းတွေကသူတွေအားလုံးကိုဖမ်းပြီးတော့တင်လာတဲ့ကားတွေဟာတ
တက္ကသိုလ်ရိပ်သာလမ်းမကြီးဘက်ကနေလာနေတာဗျပြည်လမ်းဘက်ကပုံမှန်အတိုင်းဖွင့်ထားတယ်လဲတန်းဘက်အချမ်းကလည်းဖွင့်ထားတယ်လမ်းလေးစုံမှာ၃ဘက်ဖွင့်ထားတယ်လမ်းမေးတစ်ဖက်တစ်ချက်မှာရက်ကြည့်နေတဲ့သူတွေကတစားတစားများလာတယ်မနေ့9နာရီခွဲလောက်ပဲရှိအောင်မယ်ကျောင်းသားတွေကိုဖမ်းနေလာတဲ့ကားတွေကတက္ကသိုလ်ရိပ်သာလမ်းဘက်ကနေဇက်တိုက်လာနေတော့မယ်အေးလေဦးတန်အုပ်ကူကမိန်ကိန်းနဲ့နေတာကိုစစ်ကားပေါ်မှာထောင်သားပုံစံနဲ့တတော်ပြီးတတော်ကိုပါသွားတဲ့ကျောင်းသားတွေအဖမ်းခံရတဲ့သူတွေကိုလမ်းမေးကနေကြည့်နေကြရင်းနဲ့လူအုပ်ကြီးစီကနေမကြေမချမ်းတန်တွေထွက်လာတယ်တလုံးလုံးဖြစ်လာကြတယ်ကျွန်တော်လားကမာကျုံမိဘကလိပ်ပြတောင်ကိုတောင်နဲ့မှလန်းမကမ်းပါပါအခု6တက်တိုက်ကြီးစောက်ထားတဲ့နေရာပေါ့အရင်တုန်းကတော့ကမာကျုံရဲစခန်းနဲ့မျက်နှာချင်းဆိုင်ပဲလူအုပ်ကြီးတွေကနေထွက်လာတဲ့အတန်တွေကပိုပြီးတော့ကျဲလောင်လာတယ်ခင်ဗျားတို့ဒီလိုမတရားမှုကိုလက်ပိုက်ကြည့်နေကြမှာလားဆိုတဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်အဲဒီအတန်ကြားရပြီးတော့တိတ်မကြခင်မှာဟေးဟေးဆိုတဲ့အော်တန်တွေကဇက်တိုက်ထွက်လာတယ်အဲဒီချိန်မှာပဲတက္ကသိုလ်ဓမ္မယုံဝင်းဘက်ကနေကျင်းချင်းတွေကိုဒိုင်းပြစ်ကာထားပြီးတော့နံပါတ်တို့ကိုတီနဲ့ရဲတပ်ဖွဲ့100ကျော်လောက်ကတန်းစီပြီးတော့တလန်းချင်းပဲလူအုပ်ကြီးရှိရာကိုတိုးလာတယ်သူတို့ကလည်းညာသံပေးပြီးတော့တက်လာတာဗါတဲ့ဟိတ်ဟိတ်ဟိတ်တဲ့ဒါပေမဲ့သူတို့ကြာကြာမဟိတ်လိုက်ရဘူးဗျလူအုပ်ကြီးတွေကနေတပြိုင်တည်းရွာချတဲ့ခဲမိုးတွေကြောင့်ပါဇက်တွေပိတ်ပြီးတော့မဟိတ်နိုင်တော့ဘဲနဲ့နောက်ကိုဆုတ်သွားကြတယ်လူအုပ်ကရဲစခန်းဘက်ချမ်းမှာများတယ်အတန်လွင်ရုံဘက်ချမ်းကမရှိသလောက်ပဲလှဲတန်းဈေးကြီးဘက်ကိုတော့ကျွန်တော်မမြင်ရဘူးဒေါက်တိုင်းတဲ့ဘက်ကိုထူလိုက်တဲ့လူလူမြတ်တာခဲမိုးဟာလမ်းစုံမီးပွန်းကမီးလုံးတွေပါဖျက်ဆီးပစ်ပါတယ်ဒေါက်တိုင်းတဲ့ဘက်ကဘုံချိန်တီးတီးရှေလုံးနောက်ဆုတ်သွေးလို့ဆန်းပေမဲ့တစားတစားများလာတဲ့လူအုပ်ကြီးကိုဘလို့မှမလှမ်းနိုင်တာကြောင့်နောက်ဆုံးတက်လန့်သွားပါတယ်မကြပါဘူးဗျဘသူတွေကဘလို့စားလိုက်မှမသိဘူးအတန်လွင်ရုံဘက်ကမောင်းလာတဲ့ဘတ်စကားလိုင်းကားတစ်စီးကိုမှောက်ပြီးတော့မီးရှို့ပစ်ကြတယ်ကျွန်တော်ရဲ့စိတ်တင်တော့လှဲတန်းမီးပွိုင်းမှာလူအုပ်ကြီးက9000လောက်ရှိနေပြီမနေ့9နာရီလောက်ရှိနေပြီနောက်ထပ်ကားနှစ်စီးကိုမီးထက်ရှို့လိုက်ပြန်တယ်တက္ကသိုလ်ရိပ်သာလမ်းဘက်ကအထီးပြုံးနှိမ်နှင်းရေးကားတွေရှောက်ချလာတယ်တန်တကာတွေတက်ထားပြီးတော့ကားရဲ့ခေါင်းမိုးပေါ်မှာလော့စပီကာအလက်စားလေးတွေတက်ထားတယ်လူစုခွဲဖို့ကိုအတန်ချက်ဆက်ကနေဇက်တိုက်အော်နေတယ်ကျောင်းသားတွေကိုဖမ်းနေခေါ်လာတဲ့ကားတန်းကြီးကလည်းရက်သွားပြီးလူအုပ်ကြီးကထိန်းလို့မရတော့ဘူးကျွန်တော်လားကျွန်တော်ကလည်းလူအုပ်ကြီးနဲ့အတူတူပဲလေအော်တာပေါ့ဗျာဟေးဆိုတာလည်းပါတယ်မတရားတာမလုပ်ကြနဲ့ကြွလို့လည်းအော်တယ်ဒါပေမဲ့သိမကြပါဘူးကျွန်တော်အော်ရက်သွားတယ်မောလို့အော်တာရက်တာမဟုတ်ဘူးမျက်ရည်ယိုဘုံတန်ကြောင်အစာပိုင်းမှာတော့လူအုပ်ကြီးထဲမှာကျွန်တော်ကရောရောင်ပြီးတော့အော်ဟစ်နေပါတယ်အကဲနဲ့ထူတာကားမီရှူတာကိုဝင်ပြီးတော့ကူညီတာတွေဘာတွေတော့မလုပ်ပါဘူးတနားရီကျော်လောက်ကြာမှာတော့ကျွန်တော်ရဲ့တသက်မမေးနိုင်တရားဖြစ်တဲ့မျက်ရည်ယိုဘုံတန်ကြောင်ကျွန်တော်ဟာစူပူဖြက်စီးသူစီးရင်မှာပါဝင်ခဲ့ပါတယ်လူအုပ်ကြီးကရဲနဲ့ထုတ်စီးထိုးလို့ပဲရှေ့တို့နောက်ဆုတ်လှုပ်လိုက်ဖြစ်နေတဲ့အချိန်မှာအထီးကုန်းနေနေတဲ့ကားခေါင်ဘိုးဒီကနေမိโกတန်း3ခုကရွှေကနေဆိုတဲ့အတန်နဲ့တူပေါ်ထွက်လာတယ်တခုတော့အရာဟာမြေပြင်ပေါ်ကိုဘုံခွနဲ့ပြုတ်ကျလာတယ်အဲ့ဒီအရာကနေမိโกတန်းခတ်သေးသေးလေးတစ်ခုကထွက်လာတယ်တထွားကြော်ကြော်လောက်ရှိတဲ့အဝါရောင်ခပတ်ကြားလုံးမကဂရင်းဆော်ဒါဘလင်းထက်ကိုနည်းနည်းသေးမယ်ကြာသွားတဲ့နေရာကကိုယုံစီချက်ဆိုင်ရဲ့ရှေ့တဲ့နဲ့မျက်နှာချင်းဆိုင်ဘက်အချမ်းပါဖြစ်ကျင်တော့ကျွန်တော်ကလည်းအဲ့ဒီဘက်အချမ်းကိုရောက်နေတယ်လူအုပ်ကြီးစီကနေအတန်ထွက်လာတယ်မျက်ရည်ကိုဘုံနဲ့ပြစ်တာတဲ့အနေရောင်ခပတ်ကြားနဲ့နောက်တစ်လုံးဟာပထမတစ်လုံးနဲ့မလှမ်းမကမ်းမှာထပ်ပြီးတော့ကြပြန်တယ်မိโกတန်းလေးနဲ့ပေါ့ကျွန်တော်ရဲ့စိတ်ထဲမှာအဲ့ဒီမျက်ရည်ကိုဘုံသားကိုသွားမှတခုခုဖြစ်မယ်လို့ထင်တာကြောင့်ကိုယုံစီချက်ဆိုင်ဘက်ကိုကူးသွားလိုက်တယ်လူအုပ်ကြီးကလည်းဝေယုံသုံးကားနဲ့ဖြစ်နေပြီလှဲတန်းဈေးဘက်ကိုဆွတ်ပြီးတော့ပြေးနေကြတယ်ကျွန်တော်ကလည်းမျက်ရည်ကိုဘုံနဲ့ဂါလန်ချတဲ့နေရာဘက်ကနေလှဲတန်းဈေးဘက်ကိုပြေးတယ်လေပြေးရင်းနဲ့အဲ့ဒီမျက်ရည်ယိုဘုံကိုလှမ်းပြီးတော့ကြီးလိုက်မိတယ်ဘလို့တွေများမျက်ရည်ယိုစီတာပါလိမ့်ပေါ့မကြပါဘူးဗျအဲ့ဒီမျက်ရည်ယိုဘုံနဲ့တဲတဲ့နေရာကိုဖြတ်မိတဲ့အချိန်မှာတော့ကျွန်တော်ဟာမျက်နှာကိုရောင်ရမ်းပြီးတော့လက်နဲ့အုပ်မိပါတယ်ဆိုးလိုက်တဲ့ခံစားမှုဗျမျက်လုံးနှာခေါင်းနဲ့ပါးစပ်ထဲမှာအလုံးကိုပူလောင်ပြင်းထန်တဲ့ဝေဒနာကိုခံစားရတယ်အသက်ရှူလေးပိုဆိုးလေဗျအသက်ရှူလို့ကမောကရှူပြန်တော့လည်းပိုပြီးတော့ပူတယ်ဝေဒနာကိုအနည်းသက်ဆုံးဥပမာပေးရရင်ငရုတ်သည့်အစိမ့်မုံစစ်စစ်နဲ့မျက်နှာကိုပတ်လိုက်တယ်လို့ပဲပိုဆိုတာကမမြင်ရတဲ့အငွေ့တွေကပါးစပ်နဲ့နှာခေါင်းအတွင်းပိုင်းထဲကိုအကုန်စုပ်ဝင်နေတာပဲအဲ့ဒါကြောင့်မျက်လုံးတွေကလမ်းကိုမမြင်ရတော့ဘူးဘယ်ရက်နေလို့ဖြစ်မလဲဗျမမြင်မကန်းနဲ့ဆက်ပြေးရတာပေါ့နားထဲမှာအတန်းနေဇက်တိုက်ကြားရတယ်ရေနဲ့ဆွတ်လိုက်ရေနဲ့ဆွတ်လိုက်တဲ့အနောက်ဒီကိုလာဒီမှာရေရပြီးရေရှိတယ်တဲ့မျက်စိကိုကြိုးစားဖွင့်ရင်းနဲ့ရေရှိတယ်ဆိုတဲ့နေရာကိုသွားလိုက်တယ်
အဲ့ဒီနေရာကရွှေဝါထွန်းစတိုးဘေးကခြံပြဘာလီဘုံနဲ့ရေအပြင်းနဲ့လင်းကားဘုံလောက်ခြံဝမှာချထားပြီးတော့လူတွေကိုလှမ်းခေါ်နေတာကျေးဇူးတင်ဖို့တော့တတိမရပါဘူးဗျာခံစားရတာကစိုးလုံးလို့ဘာလီဘုံတွေကရေနဲ့မျက်နှာကိုအငမ်းမရဆွတ်လိုက်တယ်အချမ်းထဲကကုသိုလ်ရှင်ကလည်းများများဆို့ရွှဲနေအောင်စွတ်မှတတ်တာပါတဲ့ဒါနဲ့ကျွန်တော်ကလည်းလက်ဝါးနှစ်ဖက်နဲ့မျက်နှာတစ်ခုလုံးနဲ့မကဘဲနဲ့လူပါဆိုအောင်လှုပ်လိုက်တယ်ပါဇက်ထဲရင်ကုန်ပြီးတော့လဲထွေးထွေးထုတ်တယ်အမေဟုတ်တယ်ဗျာတိတိတသာတတ်တာလာတယ်အားလုံးရှင်းတော့လုံးဝမပြောင်းသေးဘူးပေါ့နေလို့ထိုင်လို့ရလာတယ်ဘာဆက်လုပ်လဲဟုတ်လားလူအုပ်ကြီးနဲ့လှဲတန်းကုန်းကျော်တရားဘက်ကိုလိုက်သွားတာပေါ့မျက်ရည်ယိုပုံထိတော့လူတွေကပိုကျန်းလာတယ်ဗျကျွန်တော်လည်းပါတယ်တွေးတဲ့နေရာကိုပြဿနာရှာတော့မဲ့ပုံဖြစ်လာတယ်သိပြီးတော့ကြာမရှောင်းလိုက်ရဘူးလှဲတန်းကုန်းအစင်းကဂမာရွတ်မြို့နယ်ကောင်းစီနားကိုရောက်လာတယ်ကောင်းစီရုံးထဲမှာလူတွေမရှိတော့ဘူးဗျရုံးပိတ်ရက်လားလူအုပ်ကြီးကြောင့်ထွက်ပြေးကုန်ကြသလားတော့မသိဘူးလူအုပ်ကြီးကရုံးအဆောက်အဦကိုမီးရှို့ကွာဆိုပြီးတော့တယောက်တစ်ပေါက်အတန်တွေထွက်လာတယ်နောက်ခက်ကြက်အတန်ကမီးမရှို့ကြနဲ့ရက်ကွက်နဲ့နီးတယ်မလောက်ကြနဲ့လို့អော်လိုက်တယ်ဒီတော့လူတွေကလည်းရိမ့်တိုက်ထားသလိုပဲကမာရုံမျိုးနဲ့ကောင်းစီယုံကိုတွေးတဲ့လက်နက်တွေနဲ့ရိုက်ချိုးဖျက်ဆီးပစ်ကြတယ်ရှင်းမျက်နှာစာတစ်ခုလုံးနဲ့ရားစရာကိုမရှိတော့ဘူးအစောဦးဖြတ်တဲ့ထဲမှာတော့ကျွန်တော်မပါသေးဘူးဗျာလူကတော့အတော်ကိုစိတ်တူနေပြီလူအုပ်ကြီးနဲ့ရောနေတော့စိတ်ကလည်းကြွနေတဲ့ထင်ပါမျိုးနဲ့ကောင်းစီယုံအတွင်းပိုင်းကိုဝင်လိုက်တော့မဲဘုံခွန်ထက်ကြီးကိုတွေ့ရတယ်အဲ့ဒီမဲဘုံတွေအကြောင်းကိုကျွန်တော်ကောင်းကောင်းသိတာပေါ့မကြသေးခင်ကမှပြည်လုံးကျွဆန္ဒခံယူပွဲဆိုလာလှုပ်တုံးကသုံးခဲ့တာမဲဘုံတွေကိုသုံးတက်သားနဲ့လှုပ်ထားတာဗျဆေးဖြူနဲ့အမှန်အကျင့်အမှတ်သား၄ဘက်စလုံးမှာရေးထားတဲ့ပုံတွေအစေအမှန်နဲ့အမှားကျင့်၄ဘက်စလုံးမှာရေးထားတဲ့ပုံတွေဘာလဲဗျအောင်ကိုလက်သချင်းအောင်ရှိသေးတယ်မဲယုံကိုလာတပြေလုံးမဲဆန်သားနဲ့တပြေလုံးမဲဆန်သားနဲ့ပြောရွှင်ကြီးကြီးလေးလေးတိုင်းနဲ့ပြည်နဲ့မကွဲပဲဒိုးမကွာဆိုတဲ့သချင်းလေကျွန်တော်တို့ရက်ွက်ထဲမှာမဲယုံတွေလှုပ်ခဲ့တယ်လူတွေအများကြီးထောက်ခံတယ်လို့လည်းကြားတယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်သိခဲ့တာကအဲ့ဒီမဲယုံတွေမှာမဲပုံတွေကမဲပြားတွေကအဖြူပုံတွေကိုပြောင်းထည့်ပစ်တာဗျာကျွန်တော်ပြောချင်တာကလူအများစုထောက်ခံတာမထောက်ခံတာကတော့သိချမသိဘူးမဲပုံတွေကမဲတွေပြောင်းတာတော့သိကြတယ်သိကြတယ်လို့ပြောနိုင်တာကကျွန်တော်ကိုယ်တိုင်တွေးခဲ့လို့ပါဖြစ်ချင်တော့အဲ့ဒီဆန္ဒခံယူပွဲလှုပ်တဲ့ညံ့နေပေါ့အဲ့ဒီနေ့ကမနက်စောကြီးကလေးကမဲယုံရှိကိုကျွန်တော်ရောက်နေတယ်ကိုရန်တက်နေတဲ့အချိန်ပေါ့ထုံးစံအတိုင်းထူးထူးဆန်းဆန်းဆိုရင်ရှေ့တန်းကပါတဲ့ကောင်ဆိုတော့မဲယုံဘက်ကိုလာကြည့်လိုက်အိမ်ဘက်ကိုပြန်သွားလိုက်နဲ့တနေကုန်လှုပ်နေတယ်စိတ်ဝင်စားတာကအဲ့ဒီမဲပုံကိစ္စကိုဘာလို့လူကြီးတွေကအသေးအတန်ဂရုစိုက်နေကြတာလဲဘယ်လို့လှုပ်ကြတယ်လဲဆိုတာသိကျင်လို့ပဲအဲ့ဒီညနေမှာမဲယုံနားကိုရောက်သွားတော့လူတွေမတွေ့ပါလားဆိုပြီးတော့မဲယုံထဲကိုဝင်ပြီးလိုက်ကအပြာကိုအသာမပြီးတော့ချောင်းလိုက်တာမဲယုံမှုကိုမောင်မောင်အေးကအမဲပုံကြီးကိုကာရင်တန်းနဲ့အဖြူအောင်ပုံးထဲကိုပြောင်းပြီးတော့ထက်နေတာအဖေးမှာလည်းမဲယုံအဖွဲ့ဝင်2ယောက်နဲ့ပဲကျွန်တော်ကိုတွေ့တော့ကိုမောင်မောင်အေးကတက်ခိုင်မင်းရှောက်မပြောနဲ့တဲ့မောင်မောင်အေးတို့ကကျွန်တော်ကိုအဲ့ဒီချိန်မှာလူရသွင်းတာပြုတ်နေပါပြီနောက်မဲမပေးခင်လဲကျွန်တော်တို့အเจ้าမှာရက်ွက်ထဲကလူတွေကိုခေါ်ပြီးတော့မူချမ်းဆိုတာတွေလည်းရှင်းပြသေးတယ်လူတွေကတော့ခေါ်ရဲဆိုလာလိုက်တာပါပဲနောက်ရှင်းပြတာငူတူတူနဲ့ထိုင်နားထောင်ပြီးတော့ပြန်သွားကြတယ်ဘယ်သူမှလည်းနားလဲပုံမရပါဘူးဘာလို့လဲသိတာကျွန်တော်ကိုအဖေကတက်ခိုင်မင်းသွားပြီးတော့နားထောင်လိုက်ကွာဆိုလို့လေအေးလေကျွန်တော်လည်းတလုံးမှနားမလဲပါဘူးရှင်းပြတဲ့ပါတီလူကြီးထောင်ထောင်ပြတဲ့စာအုပ်အယောင်တော့မှတ်မိတယ်အနည်းရောင်ဒါတော့ပဲနေုံပြကျွန်တော်တို့နယ်မြေကဦးကြောင်ကြောင်ကောင်းနေများတယ်ဗျကြုံမှုတာလေးပြောပြခြင်းပါတယ်ခုနှစ်တော့မမှတ်မိတော့ဘူးမားစားလာခက်ပဲရက်ွက်မျိုးနဲ့တိုင်းလွတ်တော်ကိုယ်စားလှယ်တွေစီရင်ကိုလူကြားမှာချပြတယ်တဲ့ချပြတယ်ဆိုတာချပြတာဘာမှတော့ပြောခွင့်မရှိဘူးဒါပေမဲ့ပြောချင်တာပြောပါလို့လဲဆန္ဒတောင်းသေးတယ်သဘောတူပါသလားဆိုတာလဲမေးသေးတယ်မြန်ပြီးရင်အေးရောလို့သဘောထားကြတယ်ထင်ပါဗျာအစည်းအဝေးတက်လာတဲ့သူတွေကလည်းတူပါရကြီးပဲလုံနေတယ်အဲ့ဒီနေ့အစည်းအဝေးကသမိုင်းချီစက်မှာလောက်တာဗျာလှိုင်တမျိုးနှလုံးကပါတီဝင်တွေတက်ရတာကျွန်တော်လားအဖေနဲ့လိုက်သွားတယ်လေဟုတ်တယ်အဖေကပါတီဝင်ဒါပေမဲ့ပါတီရဲ့အကြောင်းကိုဘာမှသိပုံမရဘူးကျွန်တော်အဖေမို့ကျွန်တော်ပြောတာမဟုတ်ဘူးအဖေကိုအကဲခဲရတာကဒီပါတီဟာလူတွေကိုကောင်းအောင်လုပ်ပေးမဲ့ပါတီလို့တော့စိတ်ထဲမှာအနေချင်းခံယူထားပုံရတယ်သူ့ရဲ့မျက်နှာကဲကိုကြည့်ရတာပြောပါတယ်ဒါပေမဲ့သူကပါတီကောင်းကြောင်းဆိုးကြောင်းကိုတလုံးမှမပြောဘူးဘသူကမှလည်းဆွဲတရားမဟုတ်ဘူးဒီလိုနဲ့အဖေကလည်းဒင်းပြေပါတီဝင်ဖြစ်လာတာသူ့ကိုလာပေးတဲ့လာတင်တို့ပါတီရေးရတယ်လားကျွန်တော်အကုန်ဖတ်တာပေါ့ဖတ်ရတာပြင်းဖို့ကောင်းပါတယ်ဗျာဒါတွေထားလိုက်ပါဦး
ဦးကြောင်ကြောင်နေမြေဆိုတာကိုပြန်ပြီးတော့ဆက်ရအောင်အစည်းအဝေးစားတော့လူကြီးတွေကတယောက်ပြီးတယောက်မိန်ကွန်းတွေအမှားစကားတွေကိုချွေကြတယ်အနေရောအဲ့ဒီနေ့ကဦးစိန်လွင်ကိုကျွန်တော်တွေးလိုက်တယ်အေးလေ19ရက်သမရလောက်သွားတဲ့ဦးစိန်လွင်ပေါ့1988ခုနှစ်ရေခင်းမှာလူတွေရောចောင်းသားတွေရောပြစ်သက်ခံရအောင်အမိန့်ပေးတဲ့ဦးစိန်လွင်ပေါ့အရာမောင်းကောင်းတယ်သူကမျက်မှန်ထူကြီးနေဗျတိုက်ပေါ်အင်ကြီးဘေးနေအောင်ခပ်ပြော့ပြော့ကိုဝတ်ထားတယ်အစည်းအဝေးကန်းထဲကိုမဝင်ခင်ကျွန်တော်ရက်နေတဲ့ခြေသက်ရိတ်တာဘေးပေါက်ကိုလာတော့ကတေချာကြည့်မိတာကျွန်တော်ရဲ့စိတ်ထဲမှာမျက်ခမ်းဆက်တယ်လို့ပဲထားပါဗျာအစည်းအဝေးစားလို့မကြပါဘူးဗျာဘယ်ရက်ွက်အတွက်ဘသူပါတီကယာထားပါတယ်16ရက်ွက်တောင်ရှိတာဆိုတော့အတော်ကိုကြားတယ်ကျွန်တော်လည်းလူကြားထဲမှာငြိမ်နေတာပေါ့ဘေးကိုလည်းအခက်ခက်မိတယ်ကျွန်တော်ဘေးတယောက်ကျော်ကလူကဓာတ်ပုံတွေကပလင်းပြားလေးကိုထုတ်ပြီးတော့လူမသိအောင်မော့မော့နေတယ်တယောက်တည်းတော့မဟုတ်ဘူးဗျဘေးကမောင်နဲ့တောင်ပလင်းပြားလေးကိုလက်ဆင့်ကမ်းနေတယ်အဲ့ဒီလူတွေက16ရက်ွက်ကပါအစည်းအဝေးခန်းမှာကျွန်တော်တို့9ရက်ကွက်နဲ့ဘေးချင်းကပ်ရက်မှာလာကြနေတယ်သူ့အုပ်စုနဲ့သူဆိုတော့တခြားသူတွေကဘယ်ရိပ်မိမလဲဒါနဲ့ဗျာရက်ွက်ပြီးတော့မြို့နယ်ပြီးတော့တိုင်းရှားထားတဲ့ကိုယ်စားလှယ်နာမည်တွေကိုပြောလိုက်သဘောတူပါသလားမေးလိုက်အစည်းအဝေးက3နာရီနီးပါးကြာနေပြီဒီလောက်ကြာတဲ့အစည်းအဝေးမှုလို့လဲတချို့ကပလင်းပြားလေးတွေကိုယူလာတာဖြစ်မှာပါရန်ကုန်တိုင်းကိုယ်စားလှယ်နာမည်ကိုတီးပြုတ်ပြီးလို့လွတ်တော်ကိုယ်စားလှယ်နာမည်လဲကြေညာရောအစောစောကပလင်းပြားနဲ့အလုံးရှုံနေတဲ့မောင်ကစပြီးတော့ဖောက်ပါတယ်စင်မြင့်မောင်ကနေကြေညာလိုက်တယ်ကျွန်တော်တို့လိုင်မျိုးနဲ့အမှတ်နှစ်မဲဆန္ဒနယ်မြေရဲ့လွတ်တော်ကိုယ်စားလှယ်နာမည်ကိုဆက်လက်ကြေညာပါမယ်ရန်ကုန်တိုင်းလှိုင်မြို့နယ်အမှတ်နှစ်မဲဆန္ဒနယ်မြေပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြစ်ယာထားခြင်းတတ်မှတ်ခံရသူကတော့ဦးမောင်မောင်ခပဲဖြစ်ပါတယ်တဲ့အနောက်သူကဆက်မိတယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဖြစ်ဦးမောင်မောင်ခအားအစိုးတင်သွင်းခြင်းကိုသဘောတူပါသလားခင်ဗျာတဲ့သူရဲ့စကားတော့မဆုံးသေးပါဘူးဗျာဗလင်းလေးနဲ့မောင်ကရုပ်ရည်ထားတယ်ပြီးတော့အတန်းအကျယ်ကြီးနဲ့ကျွန်တော်သဘောမတူဘူးလို့អော်လိုက်တယ်ဆိုတော့စင်မော်ကလူကဆက်မမေးနိုင်တော့ဘဲနဲ့ရပ်သွားတယ်အထားអော်တဲ့လူရဲ့ဘေးကတကယ်ချင်းကဟေးကောအဲ့ဒါကဦးမောင်မောင်ခကွာဆိုပြီးတော့သူ့ရဲ့လက်ကိုဆွဲအတင်းကိုပြန်ထိုင်ခိုင်းနေတယ်သူကမလျှော့ဘူးဗျာအေးကွာငါကလည်းမောင်မောင်ခဆိုတဲ့ကောင်ကိုဘယ်နည်းနဲ့မှသဘောမတူနိုင်ဘူးတဲ့အဲ့ဒီမောင်မောင်ခကိုငါတက်ရှင်မယ်ကွာငါကန့်ကွက်တယ်ငါနဲ့ရှင်မယ်တဲ့ဘေးကဆွဲတဲ့သူကလည်းစိုးရိမ်ကြီးနဲ့ပြောရင်းနဲ့ဆွဲထိုင်ထိုင်ခိုင်းရင်လုံနေတယ်အစည်းအဝေးခန်းမကြီးကရုပ်ရက်ငြိမ်သွားတယ်ဗျာငြိမ်သက်နေတော့ဘေးလူရဲ့ပြောတန်တွေကိုအတိုင်းသားကြားနေရတယ်ဗါတဲ့ဟေးကောင်ဒါကနိုင်ငံတော်ကောင်စီဝင်ဦးမောင်မောင်ခါတဲ့မင်းနဲ့မတည့်တဲ့ဦးမောင်မောင်ခမဟုတ်ဘူးတဲ့ပြဿနာတော့တက်တော့မှာပဲထိုင်ဆိုထိုင်ကွာတဲ့အစည်းအဝေးခန်းမှာကျွတ်စီအတန်းတွေပေါ်လာတယ်မုံမှုနဲ့စွတ်ပြီးတော့អော်နေတဲ့ကိုရွှေငနဲကလည်းပြန်ပြီးတော့ထိုင်သွားတယ်ဒါတွေကိုပြောနေတာအကြောင်းရှိတယ်ဗျာသွေးစုနေတဲ့လူအုပ်ကြီးနဲ့အတူကမာရွတ်ပြည်သူကောင်စီရုံးထဲကိုရောက်နေတဲ့ကျွန်တော်ဟာမျက်ရည်ကိုဘုံသာလဲခံထားရတယ်ဦးကြောင်ကြောင်အဖြစ်တွေကိုလည်းကြုံခဲ့ရတော့အရိုင်းစိတ်တွေပေါ်လာတယ်အနေနာကတာမိုင်လုံးတစ်ထောင်လောက်ကိုကောက်ကင်ပြီးတော့မဲဘုံတွေကိုဇက်တိုက်ကိုရိုက်ခွဲမိတာပဲဗျာဟုတ်တယ်ကဘာမှာမြမဟိတ်လိုကြိုးကြော်ရလောက်အောင်ထူးကြုံထမ်းမြက်တဲ့ဦးတန်းလိုပုံကူမျိုးရဲ့နောက်ဆုံးဇာပနာမှာတော့မှလူယိုသေးရှင်ယိုသေးနေရာမျိုးလေးတစ်ခုတော့ရှောရှူခွင့်ပြုမပေးဘူးဒိမရဖြစ်လာမှရွှေတကုံရှေ့ဘက်မုံမှာနေရာပေးတဲ့ဘာညာတွေရှောက်လှုပ်နေတယ်ဦးတန်းရဲ့ညီဦးခန်းကိုထုတ်သုံးပြီးတော့တောင်းသားတွေထင်ရဆိုင်ပါတယ်ဆိုတဲ့ပုံစံမျိုးချိုးတယ်စကွန်ဆက်ရှိအရွယ်ဆိုပေမဲ့ကျွန်တော်ဓာတ်တွေကိုကောင်းကောင်းသိနေပြီဒီလိုလုံးရက်ကိုလက်မခံနိုင်လို့ဦးတန်းရဲ့ရုပ်အလောင်းကိုတင်းတော်သလိုစွတ်ပြီးတော့လုံနေတဲ့ကျောင်းသားတွေစုဝေးရာနောက်တက္ကသိုလ်ဝင်းကြီးတစ်ခုလုံးကိုအင်အားသုံးဝင်စီးပြီးတော့တွေးသမျှကိုအကုန်ဖမ်းတယ်တကယ်ရာဇဝင်လူဆိုးတွေကိုဖမ်းခေါ်သလိုကားပေါ်မှာထောင်ပုံစံထိုင်ခိုင်းပြီးတော့ထောင်ကိုပုတ်တယ်ဘေးကရပ်ပြီးကြည့်နေတဲ့လူအုပ်ကြီးကိုလည်းမျက်ရည်ယိုဘုံနေနဲ့ပစ်တယ်ဒါကြောင့်ကောင်စီရုံးတွေကမဲဘုံတော်တော်များများကိုကျွန်တော်ရိုက်ခွဲပစ်လိုက်တယ်ကမာရွတ်မျိုးနဲ့ကောင်စီရုံးကမဲဘုံတွေတင်မဟုတ်ဘူးဗျလူအုပ်ကြီးရှေ့ကိုဆက်သွားလေရမှာတွေးသမျှရက်ွက်ကောင်စီရုံးတွေလိပ်ပြတောင်းလို့ခေါ်တဲ့ကုံတွေရဲ့ရောင်းဆိုင်တွေတဲကိုလည်းဝင်ပြီးတော့ဖျက်ဆီးပစ်တယ်ပေါင်းနှမ်းချီတဲ့လူအုပ်ကြီးဗျလှဲတန်းခွန်းကိုကြော်ပြီးတော့ကြည့်မြင်တိုင်းကမ်းနာအတိုင်းပဲတွေးတဲ့ကောင်စီရုံးပြည်သူဆိုင်ကာကွယ်ရေးရောင်းဆိုင်မှန်သမျှကိုရိုက်ချိုးဖျက်ဆီးပစ်တာပဲဒီလိုနဲ့လူအုပ်ကြီးရဲ့ဖျက်ဆီးရေးခီးတဲ့ကြီးဟာကြည့်မြင်တိုင်းညာသိနာအထီကိုရောက်လာတယ်နောက်တော့အိုးဘိုကတ်ကိုသွားကြမယ်ဟေးဆိုတဲ့အတန်းကြီးကြားရပြန်တယ်ဒါပေမဲ့ဗျအမနာစောကြီးကလေးကမျက်နှာမသိဖမ်းတဲ့လူအုပ်ကြီးနဲ့ပါလာပြီးတော့ပွဲဝင်ကျန်းနေတဲ့ကျွန်တော်ဟာလူကလည်းပင်မဝမ်းကလည်းဟာလာတာကြောင့်ဟာနာဝရီဘူတာကနေယထာစီးပြီးတော့ပြန်လာခဲ့တယ်အဖေကအတော်ကိုစိတ်ပူနေတာဗျရိုင်လားပေါင်းလာတော့မလုပ်ပါဘူးဗျတက်ခါကိုအလုပ်ကိုလုံးတယ်မင်းကလက်တောက်လောက်ပဲရှိသေးတာတဲ့
ကျွန်တော်ကလည်းအသားလေးကုတ်ပြီးတော့ထမင်းစားနေလိုက်တယ်နေဦးဗျနောက်နေ့မှသတင်းကြားရသေးတယ်အိုးဘုတ်ကဘက်ကိုခြိတက်နေတဲ့လူအုပ်ကြီးအဲ့ဒီကြီးမြင့်တဲ့အိုးဘုတ်ကကနေရဲကတနက်နဲ့ပြစ်လို့လူတွေတည်သေးတယ်တဲ့ဘယ်ရက်အောင်မလဲဗျတိတ်မကြလိုက်ပြန်ဘူးရန်ကုန်တက္ကသိုလ်ရှိမှာမှားရပြေးနဲ့ကြုံမြန်ရောတခင်ကိုတော်မအကြောင်းကိုကျွန်တော်ကောင်းကောင်းဖတ်ဖူးပါတယ်ဒီဘောမင်းပါတော်မူတာကိုကျောင်းသားဘွားကမြင်လိုက်လို့ချေမောင်ရတဲ့မောင်မိုင်းနဲ့ကဇက်ကောင်မောင်မိုင်းရဲ့နာမည်ရှိမှာမစ္စတာတက်ပြီးတော့သေော်တာတို့ဗိုလ်ချုပ်အောင်ဆန်းကိုဂျပန်တွေကိုခေါ်လာတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အောင်ဆန်းရမင်းပင်လာတဲ့ဖရားတွေကအနေကစားတင်လို့မရပါလားလို့ပြောခဲ့တာတို့ပထမကျောင်းသားတပိတ်တုံကအမျိုးသားကျောင်းတွေဖွင့်ကြတော့ဘလောင်မငလားစာလေးနဲ့ကျောင်းစရာဝင်လောက်တာတို့ကမ္ဘာငញ្ញရေးကွန်ဖရင့်ကိုတက်ခဲ့တာတို့ပေါ့ဗျာမိုင်းရပြည့်မှာကျွန်တော်ပါခဲ့ပုံလားပြောမယ်ဆိုရင်ပြောကြပဲဗျာကျွန်တော်က10တန်းပဲရှိသေးတာအဲ့ဒီနေ့ကကျွန်တော်ရန်ကုန်တက္ကသိုလ်ရှိကိုရှောက်နေတယ်မိုင်းရပြည့်ကိုလာတာမဟုတ်ဘူးကျောင်းသားဆောင်တွေကထမင်းချက်ဥပိုးဝင်းကြီးတီကိုလာတာအဖေးဆိုင်ကပစ္စည်းတွေလာပို့ရင်းနဲ့ရှောက်နေတာပစ္စည်းပို့ပြီးတော့ပြန်လာတော့ရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ်ဆိုတဲ့ဆိုင်းဘုတ်ကြီးရဲ့ရှေ့မှာကျောင်းသားတွေကစုလှုပ်နေတယ်မနက်9 နာရီလောက်ရှိပြီတဖြည်းဖြည်းနဲ့ကျောင်းသားတွေများလာလိုက်တာ300-400ဝန်းကျင်ကိုရောက်လာတယ်အကျောင်းသားတယောက်ကဘဲမာတကားကြီးရဲ့အုတ်တိုင်ပေါ်ကိုတက်လိုက်တယ်မှားရပြည့်အထိတ်မှန်နဲ့ရွှေတကုံဖျားကိုခြိတက်မယ်တန်းစီကြတယ်ဘယ်ကားနဲ့ဘလို့တန်းစီမိသွားလဲတော့မမှတ်မိဘူးကျွန်တော်ကလည်းတက္ကသိုလ်ကျောင်းသားတွေထဲမှာကန့်လန့်နဲ့ပါသွားတယ်ကျောင်းသား900နဲ့1000ရှိတဲ့မိုင်းရပြည့်ခြိတဲ့ပွဲဟာရွှေတကုံမှာလမ်းဆုံးသွားပါတယ်ရွှေတကုံရင်းမင်းမှာစခန်းပွင့်မဲ့ဘာညာအတန်းနေကြားရပေမဲ့ကျွန်တော်ပြန်ခဲ့တယ်ပြန်ရမယ်လေဗျာဒီတခါအဖေသိရင်ကျွန်တော်မချောင်ဘူးအနောက်ကျွန်တော်ကတက္ကသိုလ်ကျောင်းသားမှမဟုတ်တာဘယ်သူနဲ့မှလည်းမသိဘူးတကိုယ်တော်ကျောင်းတော်နဲ့လိုက်ပါသွားတာဘာဖြစ်လို့လဲဟုတ်လားတခင်ကိုတော်မိုင်းဆိုတာကလေးစားအပ်တဲ့ပုဂ္ဂိုလ်ကြီးလေဗျာအဲ့ဒီတော့ကကျွန်တော်သိတာဒီလောက်ပါပဲ1988ခုနှစ်ရှစ်လေးလုံးအရေးခင်းလားဒါကတော့အတော်ကိုရှည်လျားပါလိမ့်မယ်အဲ့ဒီအရေးခင်းမကြုံခင်မှာကျွန်တော်ရဲ့ဘဝမှာအရေးခင်းကြီးတစ်ခုပေါ်လာသေးတယ်အဖေဆုံးသွားတဲ့ကျွန်တော်ရဲ့ဘဝအရေးခင်းကြီးပေါ့အခန်းဆက်ကိုစကန်းကဝင်းကျင်တဝိုက်ဟာတဖြည်းဖြည်းနဲ့မြင်ကွင်းရှင်းလာတယ်နေရာနဲ့မှမြင်ရတော့ဒိုင်မျိုးစုံရဲဘက်တို့ရဲ့ကောင်းမှုဖြင့်ပြောင်းသလောက်ဖြစ်သွားတယ်ရှင်းပြလိုက်တော့ဒိုင်တို့ကလက်ကင်းများဖြစ်လာတယ်တချို့နေရာများတွင်ပြိုးခင်းအတွက်ပြင်ဆင်နေကြတယ်ကိုသက်ခိုင်နဲ့ဦးဝင်းနိုင်ကစကန်းနဲ့မလန်မကန်တာယိုးပေါင်ပေါ်တစ်ခုမှာအချီချတိုင်ပင်နေကြတယ်ညနေသာထမင်းစားပြီးချိန်ဖြစ်၍အဆောင်ပေါ်မှာထုံးစံအတိုင်းဟိုတစုဒီတစုဝိုင်းဖွဲ့နေကြတယ်ကျွန်တော်ကကိုသက်ခိုင်ကိုထူးထူးဆန်းဆန်းပြောတရားရှိ၍သူ့ဒီကိုရှောက်သွားတယ်ဦးဝင်းနိုင်ကကျွန်တော်ကိုလှမ်းပြီးတော့ခေါ်ပါတယ်လာလေကိုမင်းတဲ့ကျွန်တော်ကကိုသက်ခိုင်ကိုပြောတရားရှိတဲ့အကြောင်းမျက်ရည်ပြတ်လိုက်တယ်သူတို့ကစကားသားမပြတ်ပါကိုသက်ခိုင်ကဆရာဒီလိုလုပ်ပါလားအခုပြောကြဖို့ဘယ်မှာစကန်ကပိုးတဲ့မျိုးတွေကိုပြန်ပြီးတော့ရောင်းလိုက်အနောက်ဒီရေနယ်ကွင်းနဲ့ကိုက်မဲ့မျိုးတစ်ပါးကိုထပ်ပြီးတော့ဝယ်လိုတာကိုကျွန်တော်စိုက်မယ်ဦးအေးနိုင်ကတစုံတရာကိုပြန်မဖြေပါကိုသက်ခိုင်ကဆက်ပြန်နေဒေချာစဉ်းစားပါအောင်ဆရာရဲဘက်တွေဒီလောက်အသေးခံပြီးတော့ရှင်းလင်းထွန်ရက်ထားတဲ့ကွင်းမြေကြီးမှာဒီနေရာနဲ့ဘယ်လိုမှမအဆက်တဲ့မျိုးတစ်ပါးတွေကျဲဖို့စီစဉ်တာမဟုတ်သေးဘူးထင်ပါတယ်ဗျာနောက်ပြီးတော့ဒါကရေနယ်ကွင်းစိုက်တဲ့စပားမျိုးကတီချာမျိုးတွေရေမြင့်တက်လာတာနဲ့အသီးသီးတဲ့အညာတွေကအလိုက်တဲ့လိုက်တဲ့သွားတဲ့မျိုးမှဖြစ်မှာပေါ့အခုပြောမဲ့စပားတွေကရိုးမျိုးတွေရေမျိုးရင်အကုန်သေးကုန်မှာဒီတော့ရေနယ်ကွင်းမျိုးတစ်ပါးကိုပြောမှကောင်းမယ်နောက်ဆုံးစပားထွက်လာရင်ဘယ်လိုပဲလှုပ်ဘသူပဲသုံးအစရာလဲ3ညင်3ထောင်မိုင်လဲ3ညင်3တယောက်အတွက်တော့တနေရာမှာအသုံးကျမှာပဲအချင်းဦးစီးကိုပြန်မအပ်လည်းနေမျိုးအတွက်ကြားတင်တာကိုကျွန်တော်ပေးမယ်အခုကရဲဘက်တွေကတေလောက်အောင်လှုပ်ထားရတာဘာမှအဓိပ္ပာယ်မရှိသလိုဖြစ်နေတယ်ဦးအေးနိုင်ထံမှအတန်ထွက်လာတယ်အဲ့ဒီလိုလှုပ်လို့မဖြစ်ဘူးဗျခမ ्या ရဲ့စေတနာကိုကျွန်တော်နားလဲပါလေကိုသက်ခိုင်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့စကန်းခွဲကကွင်းကတခြားစကန်းခွဲတဲ့ပိုကောင်းနေရင်လာစစ်တဲ့ညှို့မှုကဒီကွင်းနမူနာတိုင်းထွန်းလုံးဖြတ်ရင်ထောင်မှရောကျွန်တော်ရောတခြားစကန်းတောင်ဝန်ကန်တွေပါအကုန်ကွဲကုန်ပါနောက်တစ်ခုကနောက်နေ့တွေမှာဒီစကန်းကဒီလောက်မထွက်ရင်ကျွန်တော်မချောင်ဘူးကိုသက်ခိုင်မှာဘာမှဆက်မပြောတော့ပါဦးဝင်းနိုင်ကိုခွင်တောင်းပြီးတော့ကျွန်တော်နဲ့ပြန်လိုက်လာပါတယ်သူ့ရဲ့ပုံစံကစိတ်အနှောက်အယှက်ဖြစ်နေသည်မှာသိတာလှပါတယ်ကျွန်တော်ကလည်းအရေးကြီးကိစ္စမဟုတ်လို့သူ့ကိုစကားဆရတယ်ကိုသက်ခိုင်ကျွန်တော်ပြောတဲ့အရှိတယ်ပြောလေကိုမင်းလေဟိုစကားရှိကရေကန်ထဲကပလုံစီတဲ့ကိစ္စကိုသိပြီးပြီလားသိတယ်
ခင်ဗျားကရေနံကြောရှိတယ်ထင်တယ်လို့ပြောမလို့မို့လားဟာခင်ဗျားကသိပြီးသားလားဗျာသိတယ်လေဗျာအဲ့ဒါဦးအေးနိုင်တို့ထောင်မကြီးတို့ကိုမပြောဘူးလားဗျာကျွန်တော်သိတာ2ပတ်လောက်ရှိပြီအဲ့ဒီရေကန်ထဲကတခါဒီဇယ်လိုအစီတွေကပလုံစီးနေတာရဲဘက်တွေပကံစင်းနဲ့ကြံခဲ့တဲ့အစီတွေလားရေနံလိုဒီဇယ်လိုအစီတွေလားဆိုတာကွဲပြားသိရအောင်လို့လေနေမျိုးစုံနဲ့ကျွန်တော်စမ်းပြီးပြီသိကြတယ်အဲ့ဒါကရေနံသို့မဟုတ်တဘာဝတန်းခွင်းနဲ့ပတ်သက်နိုင်တယ်ဒီနေရာနဲ့4မိုင်လောက်ဝေးတဲ့နေရာမှာရေနံတွေအသစ်ရှိနေတာကြောင့်ဖြစ်နိုင်ခြေအလွန်ကိုများတယ်တခြားသူတွေမရိပ်မိတာကအချိန်တိုင်းဖြစ်နေတာမဟုတ်လို့ခင်ဗျားဦးအေးနိုင်ကိုမပြောဘူးလားကိုသက်ခါခင်ဗျားအတော်ကိုခတ်တဲ့သူပါလားကိုမင်းတင်အခုစဘာကိစ္စကအဲ့ဒီရေနံအကြောင်းကိုပြောကျင်လို့ထောက်ကြည့်နေတာခင်ဗျားကြားတဲ့အတိုင်းပဲဘာမှမလုပ်ရဲဘူးသူ့ကိုပြောမိရင်ဒီစကန်ဝက်ကိုဆိုရကလာစစ်စစ်ပြီးတော့ရေနံမြေဖြစ်သွားမှာတော့ကြောက်နေမှာသိကြတယ်ဒီလိုဆိုရင်တိုင်းပြည်အတွက်နင့်နာတာပေါ့ဗျာကျွန်တော်ဒီကိစ္စမှာခင်ဗျားနဲ့တသဘောတည်းရှိပါတယ်နေမျိုးစုံနဲ့ကြံစခဲ့ပါပြီကျွန်တော်တို့အချိန်တစ်ခုကိုစောင့်ရလိမ့်မယ်ကျွန်တော်တို့ဟာရဲဘက်တွေဆိုတာမမေ့ပါနဲ့တော်တကာတောပြောင်းရင်ကောင်းမယ်ရေနံကြောဆိုတာမေ့လိုက်တော့စနေကိုအတင်းပြောင်းခြင်းရင်နှစ်ခါအရိုက်ခံရတဲ့ခေပြဘာလို့စနေကိုအတင်းပြောင်းမဲ့သူကနှစ်ခါအရိုက်ခံရတာလဲရန်ကုန်ဘာဆိုရဲ့စနေကိုအတင်းပြောင်းပြီဆိုတဲ့ဝတ္ထုတစ်ပုဒ်ကိုသွားပြီးတော့တတိယလို့ဗျာဘာကြောင့်လဲနိုင်ငံရေးဝတ္ထုလားမဟုတ်ပါဘူးဗျာတော်သားလေးတယောက်အကြောင်းပါကျွန်တော်တို့ချုံပြီးပြောပြမယ်ဒီလိုဗျရန်ကုန်မြို့ကိုတက်လာတဲ့တော်သားလေးတယောက်ဟာရွာကသူကြီးတော်မှားလိုက်တဲ့မတရားမှုကိုလက်ပိုက်ကြည့်မနေနဲ့ဆိုတဲ့ဝေါ်ဟာရကိုတသွေးမသိမ်းလိုက်နာဖို့အတွက်ဆုံးဖြတ်ထားခဲ့တယ်ဒေါသကောင်လေးကမြို့ကိုရောက်နေပေမဲ့ရွာကသူ့အလွန်လေးသားမြန်နေရတဲ့ကြီးတော်လုံးသူမှားလိုက်တာကိုတေချာမှတ်သားထားတယ်အဲဒါကြောင့်မတရားမှုကိုစန့်ကျင်ဖို့အမှန်တရားကိုဖော်ထုတ်ဖို့ဆုံးဖြတ်ထားလိုက်တယ်တိုက်ဆန်ပဲတော်သားဘိုးကြီးတယောက်ကိုမြို့သားလူလိန်အုပ်စုကလမ်းမေးဖဲသုံးကြဝိုင်းတစ်ခုမှာလိန်နေတာတွေ့ရတယ်ဖဲသုံးကြဝိုင်းဆိုတာဗျကျွန်တော်တို့လူပြိုပေါက်ကရန်ကုန်နေရာနှံ့မှာတွေ့ရတတ်ပါတယ်ဖဲကလည်း3ချက်သေးပါတခြားမှာအမှတ်သားတစ်ခုလှုပ်ထားတယ်လမ်းမေးမှာပလတ်စတစ်မိုးကသာလေးခင်းပြီးတော့ဖဲချက်လေးတွေကိုပြလိုက်ဒါလေးကိုမထိုးနဲ့ဟောဒီမှတ်လေးနဲ့ဖဲချက်ကိုထိုးမှန်တာနဲ့3စကျော်မယ်လွယ်လေးပါဒါလေးကိုထိုးဒါလေးကိုမထိုးနဲ့ပေါ့ဘဲကလူတချို့ကဝင်ထိုးလိုက်ဒိုင်ကယော်လိုက်ပေါ့ဒါပေမဲ့တတိထားရမှာကအဲ့ဒီထိုးလိုက်ယော်လိုက်လုံနေတာဟာတကယ်ကစားနေတာနဲတယ်သူ့ရဲ့အလံရှူးနဲ့သူဘဲလူတွေဝင်လာအောင်ဆွဲနေတာအဲ့ဒီလိုဝိုင်းမျိုးမှာဒေါသဖိုးကြီးကဝင်ထိုးနေတော့ပါသမျှငွေလေးတွေကတဖြည်းဖြည်းနဲ့ကုန်လာတာပေါ့ကျွန်တော်တို့ဇာတ်လိုက်ကြီးကလည်းဒီလိုမတရားလုပ်တာမခံဘူးဆိုပြီးတော့နီးစပ်ရစကန်ကိုတည်င်းပို့လိုက်တယ်ရဲဆိုတဲ့မောင်တွေကလည်းလိုင်းရယူပြီးခွင့်ပြုထားတာဆိုတော့မလာဘူးပေါ့ရဲရဲ့အလားကိုစောင့်လေရဲကမလာနိုင်လေဒေါသဖိုးကြီးကလည်းတဖြည်းဖြည်းပါသမျှကိုကုန်လာတယ်နောက်လက်ပတ်နာကြီးလက်ကိုမရှိတာကိုချထုံးမယ်ဆိုပြီးတော့အဖိုးကြီးကသူ့ရဲ့လက်ပင်ကဆွဲကြိုးကိုလည်းဖြုံးလိုက်ရောဇာတ်လိုက်ကျော်ကနေပြီးတော့ထိုင်ကြည့်မနေနိုင်တော့ဘဲနဲ့ဝိုင်းထဲကိုဝင်လာပြီးတော့ဦးလေးဒီကောင်တွေကဦးလေးကိုလိန်နေတာဗျာဆိုပြီးတော့တားလိုက်တာစကားတော့မဆုံးလိုက်ဘူးဖဲလိန်အဖွဲ့ရဲ့လန်ရှူးတွေရဲ့လက်ချက်မိသွားတယ်ခွက်ကနေအတန်နဲ့တူကျယ်ရီလားတွေပွင့်ပြီးတော့အဲ့ဒီဒေါသကောင်လေးကမိသွားတယ်တဲ့အချင်းတော်ကြာမှသတိရလို့မျက်လုံးကိုဖွင့်ကြည့်လိုက်တော့သူကူညီလိုက်တဲ့ဒေါသကြီးကသူ့ကိုအပေါ်ကနေမိုးပြီးတော့ကြည့်နေတာတွေ့လိုက်ရတယ်အဲဒီတော့သူ့ရဲ့စိတ်ထဲမှာကျေးဇူးတင်ရမလို့ပါဘူးဦးလေးရဲ့ကျွန်တော်ရွာကကြီးတော်မှားထားပြီးသားပါဒုက္ခရောက်တဲ့သူကိုကြရမယ်အမှန်တရားကိုဖော်ထုတ်ရမယ်ဆိုတာဘာညာပေါ့ဒါပေမဲ့သူ့ရဲ့တွေးမဆုံးခင်မှာနောက်ထပ်ခွက်ခနဲ့ထပ်ရိုက်ခံရပြီးတော့မေ့သွားပြန်တဲ့နားထဲမှာလဲအတန်တစ်ခုကြားလိုက်ရတယ်ခွေးမသားလေမဲဝင်ရှုပ်လို့ငါအရင်ပြန်ရကနီးမှဝိုင်းပြက်သွားတာကဲမှတ်ကြရောတယ်ဒါပဲဗျာစနေကိုအတင်းပြောင်းကျင်သူရဲ့နေကုန်းမယ်ကိုသက်ခိုင်ကကျွန်တော်ရေနံတွေသဲလွန်တာသတင်းကိုအရေးမောနဲ့စကားလမ်းကြောင်းကိုလွှဲနေပါတယ်ကျွန်တော်ကမချင်မရဲဖြစ်လာသည်နဲ့ကိုသက်ခိုင်ဒီကိစ္စကသတင်းပို့တဲ့သူအတွက်အကျိုးတော်ရှိနိုင်နေတော့ရတနာပုံစိုက်ကျင်တဲ့သူနဲ့လာတိုးနေပါလားခင်ဗျားကိုဘာမှအပြစ်မပြောချင်ဘူးသို့တော့ကျွန်တော်ရဲ့ဘဝမှာရတနာပုံစိုက်ခိန်းနေနဲ့ကြုံခဲ့တယ်လွဲခဲ့တာတွေများလုံးတော့သိပြီးတော့မဆန်းလာတော့ဘူးဗျာဘာတွေများစိုက်ခဲ့လို့လဲဗျာခေပြက်ကြီးတဲ့ကရတနာပုံစိုက်ခိန်းတွေကိုသိကျင်တာလားစိုက်ခိန်းကိုခဏထားပြီးတော့ကျွန်တော်ဘဝရဲ့ရတနာပုံလွဲခင်းကိုနားထောင်ကြည့်ပါ
ဒီတော့ခင်ဗျားလဲအမှားစကားနဲ့ဟောထုတ်ထားတဲ့စောဗုဒ္ဓဘုရားရဲ့လောကုတ္တရာတရားနဲ့ဖြေလို့ပြေသွားအောင်ပေါ့အဲ့ဒီတော့က1992ခုနှစ်ဝန်းကျင်ပေါ့ဗိုလ်ချုပ်မူကြီးစောမောင်ကိုကျမ်းမာရေးကြောင့်ဆိုပြီးတော့အနာပေးလိုက်တယ်ပြီးတော့ဗိုလ်ချုပ်မူကြီးတန်းရွှေတက်လာတယ်တတိုင်းပြည်လုံးမှာတရားကြီးကိုသိန်းကိုစောင့်မယ်ဘာညာဆိုပြီးတော့သတင်းစာတွေမှာအကြီးအကျယ်သတင်းဖြစ်လာတယ်ဖြစ်ကျင်တော့အဲ့ဒီချိန်မှာရုရှားစစ်တပ်မှုကြီးကဗိုလ်မှူးကြီးတာဝင်းပြသူကတော့တိတ်မကြသေးခင်ကခွဲလွန်သွားပါပြီသူကအရင်တုန်းကတနင်္သာရီတိုင်းတိုင်းမှုအနောက်တော့ရုရှားကိုစစ်တပ်မှုဖြစ်နေပြောင်းသွားတာအဲ့ဒီဗိုလ်မှူးကြီးတာဝင်းကရုရှားကနေရန်ကုန်ကိုခဏပြန်လာတော့မှကျွန်တော်ကိုတွေ့ကျင်လို့ဆိုပြီးတော့သူ့ရဲ့တမက်ကနေတဆင့်လှမ်းပြီးတော့ခေါ်လိုက်တယ်သူ့ရဲ့တမက်ကကျွန်တော်ရုံးကမန်နေဂျာပါကျွန်တော်ကအဲ့ဒီအချိန်မှာကိုပိုင်ကုမ္ပဏီနဲ့ဘာနဲ့အထိုင်ကျနေပြီဗမာပြည်စီးပွားရေးလောကထဲမှာအထိုင်လျောက်ခြေသွမ်းပြနေပြီဟိုခေတ်ကရှော်ဘီတို့လိုပုံကိုကြီးတွေတောင်အစည်းအဝေးတက်ရင်လက်မှတ်ကိုဘယ်နေရာမှာထိုးလို့ကျွန်တော်ပြနေရတော့အောင်အရွယ်တွေကျသွားပါပြီတရက်ညနေပိုင်းလောက်မှာကျွန်တော်ဗိုလ်မှူးကြီးတာဝင်းရဲ့သူ့နာအိမ်ကိုလိုက်သွားတယ်သူ့အိမ်ကိုရောက်တော့ကျွန်တော်ကိုရုရှားအကြောင်းဘာသိလဲတဲ့စစ်တိုင်းမှုဟန်ကမပြောက်ဘူးဗျတလောကလုံးကိုသူ့အသည့်ဆုံးလို့ထင်နေတဲ့ပုံစံပြည့်နေကျွန်တော်ကဘာမှမပြောဘဲနဲ့ငြိမ်နေလိုက်တယ်ဒီကြောတွေကိုကျွန်တော်နှက်နေပြီသူကစစ်အေးတိုက်ပွဲပြီးတဲ့အတွက်ရုရှားကလက်နက်စက်ရုံတွေအားလုံးကိုပိတ်သွားတဲ့အကြောင်းတွေလက်နက်ထုတ်ဖို့စက်ရုံပေါင်းများစွာမှာကုန်ကျန်းဖြစ်တဲ့တူလောင်ထားတဲ့တန်နဲ့တန်မဏိအမြောင်များသုံးလို့မကုန်နိုင်တော့အောင်ကြံနေတဲ့အကြောင်းရုရှားမှာသူကမိတ်ဆွေအတိုင်းဝိုင်းများကြောင်းဒီတန်နဲ့တန်မဏိတွေကိုမြန်မာပြည်ထဲကိုရောက်အောင်လှုံနိုင်ရင်ရတနာပုံဆိုင်မဲ့အကြောင်းကိုတတိတန်းကြီးရှင်းပြတယ်သူရဲ့စကားမဆုံးရင်ကျွန်တော်ရဲ့မျက်လုံးထဲမှာသတင်းစာတွေကတရားကြီးကိုသိန်းရဲ့ပုံစံငယ်တွေကိုပြင်းနေလိုက်ရပြီသူကစကားဆက်ပြန်တယ်မောင်ရင်ကက်ဘိနက်ထဲကိုထိုးဖောက်နိုင်သလားတဲ့ကျွန်တော်ငြိမ်နေတယ်လွယ်မဖြစ်နဲ့တဲ့ကိုကကက်ဘိနက်ထဲမှာထိုင်လာတာတဲ့အရေးတဲ့ကြော်ညာဝင်နေသေးတယ်ဗျကျွန်တော်ကလည်းလောက်ကြည့်မယ်လေထိုးပေါက်နိုင်သလားမထိုးပေါက်နိုင်ဘူးလားဆိုတာသိရဖို့အတွက်သိမကြဘူးထင်ပါတယ်နေလအသေးသေးကိုတော့ကျွန်တော်အခုမပြောပြရသေးနဲ့ဆိုတော့သူကရုရှားကတန်နဲ့တန်မဏိလိုက်ဆက်နေတဲ့ကြော်ညာလေးတစ်ခုရဲ့မိတ္တူကိုထုတ်ပေးတယ်သိမကြခင်မှာဗိုလ်မှူးကြီးတာဝင်းကရုရှားကိုပြန်သွားတယ်အမြန်လုပ်ပါတဲ့ရုရှားကုန်တွေကအများကြီးတန်းစီစောင့်နေတာတဲ့မှားသွားတယ်ကျွန်တော်ကလည်းလောဘသားပဲဗျအဲ့ဒီအကွက်ကြီးကိုကျွန်တော်သဘောကျတယ်အထူးသဖြင့်လက်ကွက်ဆန်းဆန်းလေးကိုနှိမ့်ရတာကိုကျွန်တော်ကြိုက်တယ်လမ်းဟောင်းကနေဖောက်ထွက်ပြီးတော့လမ်းသစ်ထွင်ရတာကိုပြောတယ်ကျွန်တော်မှရှိသမျှပညာတွေအကုန်ထုတ်သုံးတယ်ဘယ်နည်းနဲ့မှမလွတ်နိုင်တဲ့နီးလန်းနေနဲ့ချိတ်တယ်အဲ့ဒီတော့ကဝန်ကြီးချုပ်ရုံးအပါဝင်တရားမျိုးလုံးမှာရှိတဲ့ဝန်ကြီးဌာနတွေအားလုံးကိုလိုအပ်နေသမျှတန်နဲ့တန်မဏိတွေကိုတင်သွင်းခွင့်ပြုဖို့အတွက်စားတို့စားချွေတွေအားလုံးကျွန်တော်ရဲ့ကုမ္ပဏီနာမည်နဲ့တင်လိုက်တယ်အနည်းဆုံးကက်ဘိနက်အစည်းအဝေးမှာတင်နိုင်အောင်လဲကျွန်တော်ကတက်သမျှမှတ်သမျှကိုအစွမ်းကုန်ချိတ်ဆက်ဖန်နီးလိုက်တယ်တလားဝင်းကျင်တော့မကြလိုက်ဘူးထင်ပါရဲ့ကျွန်တော်ရဲ့ရိုက်ချက်ဟာပြက်မှတ်ကိုတန်းကနေစိုက်ဝင်သွားတယ်ဝန်ကြီးချုပ်ဝန်ကြီးဗိုလ်ချုပ်လုံးမောင်စီကနေကျွန်တော်ကိုသူနဲ့လာတွေ့ဖို့အတွက်စာရောက်လာတယ်တွေ့လို့တဲ့အကြောင်းအရာထဲမှာနိုင်ငံတော်အကြီးအကဲရဲ့လမ်းညွှန်မှိန်ကြားချက်အရာတဲ့စုပ်တွေလက်တွေဝင်လာလိုက်တာဒါနဲ့တည်းမကသေးဘူးဗျမြေယာဝန်ကြီးဌာနဆယ်မြောင်းရန်ကုန်မြို့တော်စီပင်သားရရေးကော်မတီနောက်တပ်ထုတွင်လာလိုက်တဲ့အမှားစားတွေဗျဖိတ်လိုက်တဲ့ညှိနှိုင်းအစည်းအဝေးတွေကျွန်တော်ရုရှားကိုဖုန်းလန်းဆက်လိုက်တယ်ဗိုလ်မှူးကြီးကက်ဘိနက်ကမေးစိမ့်ပြပြီလို့သူကလည်းဆက်လုပ်ထားပါတယ်ကျွန်တော်ကလည်း ready ပေါ့ဗျကျွန်တော်ဝန်ကြီးချုပ်ရုံးဝန်ကြီးတွေကိုရောက်သွားတယ်စင်းတော်ပစ္စည်းအမျိုးအစားတင်သွင်းမဲ့ကုမ္ပဏီစားတဲ့ profile တွေကိုတင်ခိုင်းတယ်ကျွန်တော်နဲ့ပတ်သက်တာကိုကြိုက်တွယ်ဖို့အတွက်ဝန်ကြီးချုပ်ရုံးဝန်ကြီးရဲ့ရုံးဖွဲ့မှုဗိုလ်မှူးလှတန်းကိုတီးသန့်တာဝန်လွှဲထားပေးတယ်မှတ်မှတ်ရသူကပြောသေးတယ်ခမားဒီကနေပစ္စည်းတွေကိုဝယ်ဖို့ဘိုးတော်ကြီးကိုယ်တိုင်အမိန့်ချတာတဲ့ရော့သူ့ရဲ့မှတ်ချက်ကိုကြည့်ဆိုပြီးတော့ကျွန်တော်လျှောက်တော့နောက်ကျောမှာမှင်အနေနဲ့ဘယ်နိုင်ငံကလည်းဘယ်ဈေးနဲ့ညှိနှိုင်းဝယ်ယူပါဆိုတာကိုပြတယ်သူကဆက်ပြောသေးတယ်ခင်ဗျားတော့ရတနာပုံစိုက်တဲ့ဂိမ်းပဲတဲ့အေးပေါ့ဗျာအဲ့ဒီချိန်ကမြန်မာပြည်တန်တမဏိလောကမှာအခုနာမည်ကြီးနေတဲ့မောင်ဝိတ်ဆိုတာစရင်မရှိသေးဘူးကျွန်တော်ရဲ့နောက်မှာအလားတူခွင့်ရင်းမျိုးတွေအတွက်တန်းစီပြီးတော့စောင့်နေတဲ့ဒိတ်ရဲ့အုပ်စုတွေအဖွဲ့20ကျော်တဲ့ကျွန်တော်ရွှေဘုံပေါ်မှာဆန်ရပြီလို့ခမရထင်နေပြီမို့လားဆန်နာထောင်းမအောင်လေဝန်ကြီးချုပ်ရုံးတခြားဝန်ကြီးဌာနလင်္ကာကူနဲ့စာချုပ်တွေကိုချုပ်ဖို့အသင့်ဖြစ်နေတဲ့အချိန်မှာရုရှားစစ်တပ်မှူးကြီးဗိုလ်မှူးကြီးတာဝင်းကိုဘလို့မှဆက်သွယ်လို့မရတော့ဘူးသူရဲ့သမက်ကလည်းရောက်ကမကိုဂုံတော်ဆိုတဲ့အထဲမှာပါနေတော့ဘာမှဝင်မပြောနိုင်ဘူးအေးဗျာထီလက်မပြောက်ရုံနဲ့မဟုတ်ဘူး
ဒီပေါင်းစင်ရိုက်တဲ့ပုံလေးတက်ကိုပါလိုက်ပြီးတော့ပိတ်ရတဲ့ဂိမ်းကိုစိုက်တော့တာပဲဗျာဒီလိုပဲဗျာစေဖို့ဆိုတဲ့ကောင်တွေများလှုပ်လိုက်ရင်လက်တွေ့မပါဘဲနဲ့သဘောတရားတွေများတယ်အဘေးရင်ယူသလိုကြောင်းသလိုထီလဲမှပြောင်းသလိုအတိတ်မေ့သလိုလှုပ်တတ်တယ်ကျွန်တော်လားရိုက်သက်ခြင်းလောက်အောင်ကိုစိတ်တူခဲ့တာပေါ့ဒါပေမဲ့ဘာမှမတတ်နိုင်ဘူးသူတို့ခစ်ပဲလေကျွန်တော်ပါဗျာချားထားပေးတဲ့ဗာမိတ်တွေကိုပြန်ရုပ်သိမ်းသွားအောင်လို့ဝင်ကြီးချုပ်ရောဝင်ကြီးကိုခေါင်းဆက်တွေပို့ပြီးတော့မျက်နှာချိုသွေးရတခြားဝင်ကြီးဌာနတွေရဲ့တာဝန်ခံညှို့မှုတွေကိုပိတ်ရဆိုးရနဲ့ထောင်မကြအောင်ကိုအတော်လုံးပန်းလိုက်ရတယ်တခါတခါစစ်တပ်ကအရာကြီးတချို့ကကိုယ့်ရဲ့လုံရက်ကိုကိုပြန်ပြီးတော့မသုံးတတ်တာတွေကျွန်တော်အများကြီးကြုံမှုတယ်ပြုတ်သွားရင်ပိုတောင်ဆိုးသေးတယ်နယ်သက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးတယ်အပြုတ်လဲပြုတ်သွားရောချောင်းဝဆရာတော်ဒီနေတိုင်းရောက်ချဲနံဘက်ကြီးပဲတောင်းနေတာဗျာဟုတ်တယ်လေဘုံကျုံမောင်တဲ့သူသားရောသူရောရန်ကုန်ချဲလောကမှာနာမည်ကြီးပဲတိုင်းသားလူမျိုးတွေများဒီအကြောင်းကိုသိခဲ့ရင်ငါတို့အတွက်ခန့်ထားတဲ့ဝန်ကြီးကလက်စတတ်တော့ချဲသမားပါလားလို့တောင်ရင်ထုလေမလားပဲဗျာဗုဒ္ဓဝင်းကကျွန်တော်ကိုဖျက်ရိုက်သွားသလားဆိုပြီးတော့စောင့်ကြည့်နေသေးတယ်တကယ်တော့သူ့ရဲ့လက်ရည်ကအဆင့်မရှိတာဘူးအတန်နဲ့တမဏိဇလန်းတော်မှာဗုဒ္ဓဝင်းကလက်နဲ့သွင်းဖို့အတွက်ဂွင်စင်သေးတယ်သူ့ရဲ့တမန်အားကိုနဲ့ပါအမှန်ကရုရှားကလက်နက်ကိုဝယ်ဖို့ရုရှားကိုသွားတာကရဟန်းရင်ပြကြပြီးတေဆုံးသွားတဲ့ဒုတိယဗိုလ်ချုပ်ကြီးတင်ဦးသူညီကိုလာမြင့်ကကျွန်တော်ကုမ္ပဏီကဒရိုက်တာဗိုလ်တင်ဦးကရုရှားမှာဗိုလ်တော်ဝင်းညွန်နဲ့လက်နက်ပွဲသားတွေနဲ့စကားပြောခဲ့တာနောက်ရုရှားလက်နက်ပွဲသားတွေကရန်ကုန်ကိုရောက်လာတယ်ဗိုလ်တော်ဝင်းကသူ့ရဲ့တမန်ကိုပေါင်မုံကားလေးတစ်စင်းကိုငှားပြီးတော့မင်္ဂလာတုံးလေစိမ့်မှာသွားပြီးတော့ကြိုခိုင်းတယ်ဘလောက်တုံးတယ်လဲဗျာစဉ်းစားကြည့်စမ်းပါရုရှားလက်နက်ကုန်တဲ့ရှေ့ရောက်ကိုပေါင်မုံကားတစ်စီးနဲ့သွားပြီးတော့ကြိုတာတဲ့နောက်ဘာဆက်ဖြစ်လဲဟုတ်လားမောင်ဒီစားကဘလို့သတင်းရပြီးတော့ဘသူတွေနဲ့ဂွင်စင်လိုက်လေတော့မသိဘူးလေစိတ်ကိုဘရာဒိုရှစ်စီဟမ်ဘုတ်ရှစ်လုံးပို့တယ်ကြိုခိုင်းဖြတ်ခုတ်ပြီးတော့ရုရှားကမောင်တွေကိုတင်သွားလို့ဗိုလ်ကြီးတာဝင်းတို့ပက်လက်လန်ပြီးတော့ကြံရစ်ခဲ့တယ်ပြောရရင်တော့အများကြီးဗျာနောက်အခုချိန်ထိရန်ကုန်မြို့ကစိန်ညွှန်းဟောင်းတို့နေရာကြီးမှာကွက်လက်ကြီးဖြစ်နေတဲ့ဇာလန်းကလည်းကျွန်တော်ရဲ့ရတနာပုံလွှဲတဲ့ဂိမ်းပဲလွှဲရတာကဘူးတောင်းနှစ်ပြီးဇောင်ချမ်းပေါ်တို့ပေါ့ဗျာမြန်မာပြည်မှာလူတော်တွေအတွက်နေရာမရှိဘူးစိန်ညွှန်းစီမံကိန်းကကျွန်တော်ကိုရတနာပုံလွှဲသိုံသားမကဘဲနဲ့လူတော်တယောက်ကိုပါဘဝတစ်ခုကမောက်ကမဖြစ်ခဲ့တယ်ခမည်းအစိုးရအေဂျင့်မေဆိုတာကြားဘူးလားသူနဲ့ဘာလို့ဖြစ်ခဲ့တဲ့ရှန်ရှူတင်ဆိုတာလေသူကဗမာပြည်မှာမွေးတာပါသူ့ရဲ့ဖေကမြန်မာတပ်မတော်ထဲမှာအမှုထမ်းခဲ့တာဘုံမှုထွန်းညိုတယ်ဒီလိုဗျဘိုးကျုံမှုကြီးရဲ့အမဒေါ်ကြည်လွင်ရဲ့သားတက်ကျက်ဘွားကနေထွက်လာတဲ့ထေးအောင်ကရန်ကုန်မှာအလုံးမရှိတာနဲ့ထုံးနိုင်ရွှေကိုအပူကတ်တယ်ထုံးနိုင်ရွှေကဘိုးကျုံမှုကြီးရဲ့သားထေးအောင်နဲ့ညီကိုဝမ်းခွဲပေါ့ထုံးနိုင်ရွှေကမြို့တော်ဝန်ဦးကိုလေးကိုပြောပေးတယ်ဒီတော့ရန်ကုန်မြို့တော်ဝန်ဦးကိုလေးကဗိုလ်ချုပ်မှုကြီးအိမ်ထိလာပြီးတော့ရန်ကုန်မြို့ကအဓိကနေရာစိန်ကျုံဈေးဟောင်းကြီးကိုအသိပြန်ဆောက်ဖို့အတွက်အကောင်းဆုံးစီမံကိန်းကြီးတစ်ခုကိုအလုပ်ချပေးတယ်လွယ်လိုက်တဲ့ပုံများဗျာဒီမှာတဲ့ထေးအောင်ကတွေးတဲ့လူတွေနဲ့ကောက်ပြီးတော့ကုမ္ပဏီတစ်ခုကိုဖွင့်လိုက်တယ်အဲ့ဒီကုမ္ပဏီဒါရိုက်တာတွေကတကယ်ကိုကဘာကျော်လူလေတွေဗျာမင်းညိုင်ခေါ်စနေမောင်မောင်နာမည်ကတော့မင်းသိန်ခဇက်လိုက်နာမည်ပေါ့ဗျာစနေမောင်မောင်နဲ့ဘာတစ်ခုမှကိုမတူတဲ့စနေမောင်မောင်နောက်မင်းမင်းထိုးဥပရင်ဦးမင်းဟိန်နောက်ကျွန်တော်မိတ်ဆွေဘီအီဘွဲရကိုတန်းဝင်းဆိုတာလဲပါသေးတယ်ကုမ္ပဏီနာမည်ကဘာတဲ့ဂရုပါတဲ့ရောင်းရင်းများလို့ပြန်ရမလားတကယ်ဘာတစ်ခုမှကိုမလုပ်တဲ့ဖဲနဲ့အချောင်းငွေလိုချင်တဲ့ရောင်းရင်းများလို့ပဲပြောရလိမ့်မယ်ဗျာအလုံးချပေးတာ3လလောက်သာရှိသွားတယ်ဘာတစ်ခုမှမဲမဲရကြမလုပ်နိုင်ဘူးဒါပေမဲ့ကိုတော်ချောတွေကဟာကြီးကိုမြင့်သိန်းဆိုတဲ့လူဒီကနေစီမံကိန်းကိုလက်ညှိုးထိုးပြပြီးတော့300ကျော်လောက်ဝိုက်ပြီးပြီရန်ကုန်စီပင်သားရေးကော်မတီကအစည်းအဝေးခေါ်တိုင်းဘာတိုးတက်မှုမှကိုမပြနိုင်ဘူးဟန်ပြမြေကြီးတူးနေတာကလည်းဝေမရှင်းနိုင်ဘူးဘယ်ရှင်းနိုင်မလဲဗျာရှောင်းမြအကုန်ခွဲယူဥတဲ့သူကတုံးနေတာဒါနဲ့ရန်ကုန်မြို့တော်စီပင်သားရေးကော်မတီကခေါ်တဲ့အစည်းအဝေးတော်မတက်ရဲတဲ့အနေအထားတွေဖြစ်လာတယ်ဒီတော့ကိုတန်းဝင်းကနေတဆင့်အဲ့ဒီအရှုပ်ထုတ်ကြီးကကျွန်တော်စီကိုရောက်လာတယ်သူကစက်မှုတက္ကသိုလ်ဆင်းမှာလူကောင်းမှာသူကလည်းလူရှုပ်တွေကြားမှာညှက်ပြီးတော့ဘာလို့ရမှန်းမသိတာနဲ့ကျွန်တော်စီကိုရောက်လာတယ်အမှန်တမ်းပြောရင်တော့ကျွန်တော်ရဲ့အချင်းကသူများမလုံးနိုင်တော့ဘူးဆိုတဲ့အလုပ်ကိုစိတ်ဝင်စားတယ်ဗျာဒါနဲ့သူတို့မတက်ရဲတဲ့အစည်းအဝေးကိုတွားတက်ပြီးတော့အခြေအနေလေးလာလိုက်တယ်ရန်ကုန်စီးပင်အထွေထွေမှုကဗိုလ်မှူးကြီးကျော်ဝင်းသူပြောတဲ့ပုံစံကထေးအောင်တို့အုပ်စုလုံနေတာဘာမှမပြီးပြင်းဘူးဒါပေမဲ့မိုးဘော်ကကြားလာတဲ့အုပ်စုတွေမှုတိတိတသားမကောရဲဘူးဒါကိုကျွန်တော်ရိပ်မိတယ်ဒါနဲ့အစည်းအဝေးကပြန်လာတော့ဂရူပါအုပ်စုနဲ့တွေ့ပြီးတော့
ကျွန်တော်ချင်းကျွန်တော်လည်းနဲ့လှုပ်ခွင့်ပေးရင်ဆက်ပြီးတော့တာဝန်ယူမယ်ဆိုတော့သူတို့ကလည်းနွားတို့အိုးခွဲကိုရွှေသီးကုံကိုလှူလိုက်တယ်ဆိုပါစို့သူတို့ရဲ့သဘောတူညီချက်ကိုစာနဲ့ပေနဲ့စာချုပ်စတမ်းနဲ့ရေးယူပြီးတော့စစ်စင်ရေးကိုစလိုက်တယ်ဟုတ်တယ်စစ်စင်ရေးပဲအဲ့ဒီစစ်စင်ရေးကဒီစံညွှန်းဇေတကြီးစီမံကိန်းအတွက်ရင်းနှီးမြှုပ်နှံမဲ့သူကိုအပိုးတပြင်းရှာတဲ့စစ်စင်ရေးရွှေကိုတော်ရဲ့သတင်းကလည်းတနိုင်ငံလုံးကိုမှွေးပြီးသားတွေးကြုံတဲ့သူတွေဒီကနေလဲရှားသမားကိုရှော့ပြီးတော့ညှစ်ပြီးသားဆိုတော့ထင်တယ်လို့တော့မလွယ်လှဘူးဒီလိုကိစ္စမျိုးမှာကျွန်တော်ပါရမီပါတယ်ထင်ပါရဲ့ဦးဇန်နဲ့ဆိုတဲ့ဒေမောသားဟောင်းတယောက်ရဲ့အဆက်အသွယ်နဲ့ရှန်ရှူတွေနဲ့ချိန်မိသွားတယ်သူ့ရဲ့ဗမာနာမည်ကစန်နီးတယ်လမ်း30မှာမွေးတာတယ်အခုတော့မလေးရှားနိုင်ငံသားတဲ့သူကဘာလုပ်လဲဟုတ်လားပြည်လန်းလေခုံးကြီးနဲ့မျက်နှာချင်းဆိုင်မှာ Prime Commercial Bank ဆိုပြီးတော့ဖွင့်ထားတယ်ဟုတ်တယ်မြန်မာပြည်ခေတ်သစ်ဘဏ်လုပ်ငန်းမှာရှန်ရှူတွေကပိုင်ဝင်နေရပဲအဲဒီတော့ကသူကစီးပွားရေးဆိုင်ရာဒေါက်တာဘွဲတစ်ခုအတွက်စာတမ်းတစ်စောင်ကိုတင်ထားတဲ့အချိန်နောက်တော့ဒေါက်တာရှန်ရှူတင်ဖြစ်လာတယ်တချို့ကလည်းဒေါက်တာရှန်လို့ခေါ်ကြတယ်သူကမွတ်စလင်ဘာသာဝင်မှာကျွန်တော်ကတော့သူ့ကိုလူတော်စင်းမှာတွင်းပါတယ်ပထမဆုံးရှန်ရှူတွေနဲ့ကျွန်တော်တွေးတဲ့နေ့ကပေါ့သူကဘန်ပေါ်တက်ကအထူးအစည်းအဝေးခန်းကြီးထဲမှာကျွန်တော်နဲ့ဗိုလ်ချုပ်အေးတောင်ရဲ့သားထွန်းနိုင်အေးလဲပါလာတယ်ဒါကလည်းလိုလိုမဲမဲဝိတ်သုံးလာတာသူကကက်ဆက်ခွေတွေနဲ့အလုတ်ရှုပ်နေတယ်ဗျာကျွန်တော်ကလည်းတခွေလှမ်းပေးတယ်ကိုသက်ခါဒါကျွန်တော်စီစဉ်တာတဲ့အသင်သွင်းပြီးခွေနောက်ထပ်ကွန်တိန်နာတစ်လုံးကိုထပ်မှာထားတယ်တဲ့ကျွန်တော်ကလည်းဘာအဆက်သက်မှမရှိတော့ဘာခွေလဲဗျဆိုပြီးတော့မေးလိုက်တယ်သူနည်းနည်းကြောင်အန်းဖြစ်သွားတယ်စောရနိုင်ဆိုတာကျွန်တော်လေးတဲ့ပိုဆိုးသွားတယ်ဗျာသူပြောနေတာတွေကိုကျွန်တော်သဘောမပေါက်ဘူးဒါနဲ့ဘေးကပါလာတဲ့ထုံးနိုင်အေးကဝင်ကူညီပြီးတော့ရှင်းပြလိုက်တယ်ကိုသက်ခါအဲ့ဒီခွေကအေးချမ်းမေရဲ့ပျော်ရွှင်ခြင်းနိုင်ငံနဲ့အရန်ကိုပေါက်နေတဲ့အခွေတဲ့သူပြောမှပဲကျွန်တော်ရုံးမြင်တန်ကြားထဲမှာဘင်္ဂလီတယောက်လမ်းကိုရှောက်ရင်းနဲ့ဖန်ခွေလေးတစ်လုံးကိုချခွဲလိုက်တဲ့ကြော်ညာလေးကမျက်စိထဲမှာပေါ်လာတယ်ကျွန်တော်ကလည်းအချိန်မီဖာထိလိုက်ရတယ်ကျွန်တော်သိပြီအဲ့ဒီခွေကြော်ညာကိုကျွန်တော်ကြည့်ဘူးတယ်အတော်ကောင်းတဲ့ရချက်ဗျာအစင်းမြင့်နဲ့ဘာညာပြောလိုက်မှလမ်းကြောင်းတဲ့သွားတယ်စိန်ကျွန်းသေးစီမံကိန်းကိစ္စလည်းစပြီးတော့ဆွေးနေရောကျွန်တော်ရိမ့်မိလိုက်တာကလူရွေးမှန်သွားပြီဆိုတာပဲသူဟာထိုက်တဲ့အရင်နှီးတကယ်ရှိတယ်လှုပ်တဲ့ကင်တတ်တယ်လိုအပ်ရင်ပြည်ပရင်းနှီးမြုပ်နှံမှုတွေအတွက်သူ့ရဲ့နောက်မှာကြောတော့နောက်ကန်ရှိတယ်နှစ်ပတ်စလုံးရဲ့အခြေအနေကတကယ်သားရိုးသားကြရင်အားလုံးကိုရွှေ့ပြီးသားမဲ့ဂိမ်းပါသူကကျွန်တော်ရှင်းပြတဲ့စီမံကိန်းအနေထားရန်ကုန်မြို့တော်စီမံသားရေးကုမ္ပဏီနဲ့အဘဲယူလုပ်ထားတဲ့65ရာခိုင်နှုန်း35ရာခိုင်နှုန်းတွေအားလုံးကိုသဘောတူတယ်ကျွန်တော်တို့တောင်းထားတဲ့အမျက်တမ်းပါစင့်ကိုလည်းသဘောတူတယ်သူကစီမံကိန်းအတွက်ကုန်ကြမဲ့ခံမှန်းကြီးငွေပမာဏကိုမေးပါတယ်အမှန်တကယ်ကဂရူပါနဲ့ရန်ကုန်မြို့တော်စီပင်သားရေးကုမ္ပဏီကတွက်ထားတာကဗမာငွေ3,000ပါဒါပေမဲ့ကျွန်တော်က3,000သိန်းကျမယ်လို့တောက်ထဲလိုက်တယ်သူကအချိန်တော်ကြကိုငြိမ့်နေတယ်သူကဗမာပြည်မှာမွေးခဲ့ပေမဲ့ဗမာပြည်အကြောင်းကိုအရေးမလဲသေးတဲ့အချိန်လေမလေးရှားမှာပဲကြီးပြင်းခဲ့တယ်ပညာရှာခဲ့တယ်လို့သိရတယ်နောက်မှကိုသက်ခိုင်ခင်ဗျားကျွန်တော်ကိုတခုကူညီပြတယ်အခုခင်ဗျားတို့ခံမှန်းထားတဲ့ကုန်ကြစရိတ်စုစုပေါင်းခံမှန်းကြီးကို3,500အထိကိုဖြစ်အောင်ဆွဲတင်ပါတယ်ဘာပြောကောင်းမလဲဗျာကျွန်တော်ရဲ့စိတ်ထဲမှာဖိုးချိုင်းတို့ဖြစ်သွားတာပေါ့ခွင်ကထင်တာထက်တောင်ပိုကျနေပါပြီရန်ကုန်စီပင်သားရေးကလိုချင်တာက35ရာခိုင်နှုန်းတန်ဖိုးရှိတဲ့အစာအုပ်အသစ်တွေဒီစောက်သူက65ရာခိုင်နှုန်းရမှာအမူလခံမှန်းထားတဲ့3,000တန်စီမံကိန်းဆိုရင်စီမင်က3,500ဘိုးပဲရမယ်ကျွန်တော်ပြောတဲ့ပမာဏဆိုရင်တော့ကျွန်တော်တို့10ရာခိုင်နှုန်းအတွက်3,000ပဲရမယ်ရှန်ရှူတင်တောင်းဆိုတဲ့ပမာဏဆိုရင်3,500ရမယ်အဘေးကထုံးနိုင်အေးကကျွန်တော်ကိုလှမ်းကြည့်နေတယ်မြန်မြန်ခေါင်းငိမ့်လိုက်ဆိုတဲ့သဘောပဲကျွန်တော်လားဘယ်ငိမ့်အောင်မလဲဗျာနေအောင်ဗျမစ္စတာရှန်ရှူတင်ခင်ဗျားတောင်းဆိုတဲ့အတိုင်းကျွန်တော်ကြိုးစားကြည့်မယ်တကယ်လို့အဆင်ပြေခဲ့ရင်ကျွန်တော်ပြောထားတဲ့10ရာခိုင်နှုန်းအမြတ်ဆိုတဲ့နေရာမှာနောက်တဲ့2ရာခိုင်နှုန်းကိုအဲ့ဒီစီမံကိန်းတွေကအခန်းနေနဲ့တန်ဖိုးဖြတ်ပြီးတော့ထပ်ဆောင်ပေးရမယ်ခင်ဗျားဒါကိုသဘောတူနိုင်သလားဟုတ်တယ်လေကျွန်တော်အလုံးကြီးကိုပြစ်သွင်းလိုက်တာသူကခဏငြိမ်သွားတယ်နောက်တော့ခေါင်းငြိမ်နေရင်နဲ့လှိန်နဲ့တော့ညှိပြီပေါ့ဗျာခင်ဗျားစဉ်းစားကြည့်လေဗျာဂရေ9,000ရဲ့10ရာခိုင်နှုန်းဂရေ900ကိုဂရူပါဘက်ကရမယ်ပိုတဲ့2ရာခိုင်နှုန်းကိုကျွန်တော်သီးသန့်ရမယ်စီပင်သားရဘက်ကိုလားဘာမှပူစရာမလိုဘူးအလိုလိုသဘောတူမဲ့ကိစ္စဆိုတာတွားညှိတရားမလိုတော့အောင်ကိုဖြစ်နေတာအရှင်းကြီးပဲဗျာအေးချမ်းမင်းနဲ့စောရနိုင်ကောရှန်ရှူတင်ရဲ့ကိစ္စလားခမ ्या ဗျာအလုံးချောင်းကိုပြောနေပါတယ်ဆိုမှ
ရှမ်းရှူတင်ရန်ကုန်ကိုရောက်ခါစားကအေဂျင့်မေကိုစားတော့ဆိုင်မှာတချင်းဆိုနေတာတွေ့တယ်။သူကဇွဲမှာထိုင်နေရင်းနဲ့တထောင်တန်းတွေကိုကျိုးနဲ့တီးပြီးတော့ပထမအစတရွက်ကိုအေဂျင့်မေစီကိုတပည့်တယောက်ကိုသွားပြီးတော့ပို့ခိုင်းနေတယ်။အေဂျင့်မေကတထောင်တန်းတွေကိုတွေ့ချင်းတင်းရင်နဲ့ရှမ်းရှူတင်ရဲ့ဇွဲကိုရောက်လာတယ်။ဟုတ်မဟုတ်တော့တေချာတော့မသိဘူးတဆင့်ကြားတာပါ။ခမည်းဗျာတဲ့ခက်ပါလား။ကျွန်တော်အခုပြောနေတာဘသူကမှအပုတ်ချနေတာမဟုတ်ဘူး။ဂျုံငဲ့စုံငဲ့သမျှကိုတင်ငန်းစာယူနိုင်ပါစီတော့လို့ပြောနေတာဗျာကျွန်တော်ပြောတဲ့စကားနဲ့တော့သူတစ်ပါးကိုအထင်သေးသေးမဖြစ်ပါစေနဲ့နောက်တော့လားစာချုပ်တွေချုပ်ပစ်တယ်လေဟာဒီကိုမြင့်သိန်းစီကရိုက်စားလောက်ထားတဲ့ငွေတွေကိုလည်းပြန်အမ်းဖို့လုပ်ရတာပေါ့ကန်တရားကဒီလိုပဲဗျာတခါတော့မျက်နှာသာပေးတတ်သားပဲဗျာဒေါက်တာရှန်ရှူတင်ကကျွန်တော်နဲ့တွေ့တော့အသက်30မပြည့်သေးဘူးသူတက်ထားတဲ့ပညာနဲ့သူ့ရဲ့အနေအထားအရအထိုင်းလျောက်ကင်းမြင်တာတော့ရှိတယ်မမရရနှစ်ဖက်လုပ်ငန်းသဘောတူစာချုပ်ချုပ်ဖို့အင်ယာလန်ကသူ့ရဲ့အိမ်ကိုချိန်တော့ကျွန်တော်နဲ့ဦးစံတင်ကသွားကြတယ်။စာချုပ်ကြမ်းရေးဖို့အတွက်အချက်လက်တွေကိုဆွေးနွေးတော့သူကစွတ်ကြဂျိုင်းပြက်နဲ့တခြားကလထိုင်တစ်လုံးပေါ်ကိုခြေတော်တစ်ချောင်းပစ်တင်ပြီးတော့ကျွန်တော်တို့ကိုလက်ခံစကားပြောနေတယ်။မှန်တိုင်းပြောရင်တော့ကျွန်တော်ရဲ့စိတ်ထဲမှာဘယ်လိုမှမနေဘူး။သူအဲ့ဒီလိုအနှံကြီးလေကျွန်တော်ရဲ့ရိုက်ချက်မှာကားကနေနေလေဖြစ်မှာ။ဒါပေမဲ့ဦးစံတင်ကိုတော့ကျွန်တော်အားနာတယ်။သူကပညာတတ်တစ်ထေးအနွယ်ဖြစ်ခဲ့တယ်။တင်မောသားလုပ်ခဲ့တယ်။လက်တလောအချိန်မှာတော့အစင်မပြေရှာဘူးနွမ်းပါရှာတယ်။နောက်သူတို့နှစ်ယောက်စလုံးကမွတ်စလင်ဘာသာဝင်အချင်းချင်းအတူတူလူကြီးနဲ့လူငယ်ဘာကြောင့်ဒီလိုဆက်ဆံနေသလဲဆိုတာကျွန်တော်နားမလည်နိုင်ဘူး။နောက်ဦးစံတင်ကရှန်ရှူတင်ရဲ့အဖေဘုံမှုထွန်းညွန်နဲ့ခင်ထားတယ်။ရှန်ရှူတင်ကဦးစံတင်ကိုအင်္ဂလိပ်လိုရေးတတ်သလားလို့လည်းမေးလိုက်ရောခအေးနေတဲ့ဦးစံတင်ကဇက်ကနေဖြစ်သွားတယ်။ပါဇက်ကမပြောပေမဲ့ဦးစံတင်ရဲ့အမူအရာကိုကျွန်တော်ကောင်းကောင်းအကဲခတ်မိတယ်။တကဘာလုံးမှာအင်္ဂလိပ်စာကိုမင်းတယောက်တည်းတက်တယ်မှတ်နေလားဆိုတဲ့အဓိပ္ပာယ်ပဲသူကမစ္စတာရှန်ရှူတဲ့နှုတ်ကသာပြောချင်တာကိုရွတ်လိုက်ပါကျွန်တော်လိုက်ရဖို့အသင့်ပါပဲတဲ့အဲ့ဒီမှာရှန်ရှူတင်ကမျက်လုံးကိုစင်းရင်းနဲ့စာချမ်းတွေကိုရွတ်တော့တာပဲဗါတဲ့ Party A must be Party B must be Okay ပြီပေါ့ဗျာကျွန်တော်စောင့်နေတာကအဲ့ဒီ must be ပဲလေစာချုပ်ချမ်းပြီးတော့ grouper နဲ့ပြေးချိရသေးတယ်ဘိုးလိုရေးထားတဲ့စာချုပ်ချမ်းကိုကိုတန်းဝင်းကလွဲလို့ဘယ်သူမှမဖတ်တတ်ဘူးမဲမဲထုံးကလည်းချောင်းချောင်းမပြေးပေမဲ့သဘောကိုနားလဲတဲ့အထဲမှာပါတယ်ကျွန်တော်လားဥပဒေဒီကနဲ့ဝဲတင်ကဘွယ်လေးရဘူးတော့ဒါတွေကျွန်တော်ဖတ်နေကြဖြစ်နေတော့တတ်တယ်ဆိုပါတော့ဗျာဂရုပါဆိုတာဘယ်လိုလူတွေဖွဲ့တာလဲဆိုတာပြောချင်သေးတယ်ဗျာဥက္ကရာကထေးအောင်တက်ချက်နဲ့ထွက်လာတာဘိုးကျုံမှုကြီးရဲ့တူသူကဘိုးကျုံမှုကြီးကိုဓာတ်ရိုက်မပေါက်ဘူးသူ့အမေဒေါ်ကြည်လွင့်ကိုဗိုလ်တန်းရွှေကအတော်လေးသားတာတဲ့ဒါကြောင့်ဝင်တရားရှိရင်တော့ဒေါ်ကြည်လွင်ကနေတဆင့်ဖြစ်ဖြစ်ထုံးနိုင်ရွှေကနေဖြစ်ဖြစ်ဝင်တတ်ပါတယ်အသေးကြတာကတော့ထေးအောင်ဟာဘာကိုမှမတက်တဲ့လူအေးပါမတက်တာကိုမတက်ဘူးလို့မပြောတာတခုကတော့အတော်ကိုဆိုးတယ်ဥက္ခရလိုအခေါ်ခံနေရရင်တလောကလုံးကိုမေ့နေတတ်သူအမေယုံနေမကဘူးတတိပြန်လဲမလာအောင်လဲမင်းကြိုင်ကိုစနေမောင်မောင်ကဂွင်ချထားတယ်သူရဲ့40မြောက်မိမရဲ့မာတဝမ်းကွဲမိမိလေးဆိုတဲ့မိမကိုထေးအောင်ရဲ့ရင်ခွင်ထဲကိုတွန်းပို့ထားလိုက်တယ်ဒီကိစ္စကသိကြတယ်ဒီတဲ့ဆိုးတာတွေရှိသေးတယ်ဒါပေမဲ့ပုဂ္ဂိုလ်ရေးတွေစံနေမှာဆိုလို့ဒီလောက်ပဲထားလိုက်ရအောင်အားလုံးလည်းသိပြီးသားပါဗျာမဟုတ်ဘဲနဲ့သူများသိခါကြောက်အောင်ပြောတရားအကြောင်းတော့မရှိပါဘူးကျွန်တော်သူ့ကိုမမုန်းပါဘူးအခုပြောနေတာကခမည်းခံမှန်းလို့ရအောင်ပြောတာအဒီတော့ထေးအောင်ကိုဥက္ကရာလို့လှိမ့်ကော်ပြီးတော့ကွဲရမှာလူဘောကြီးလို့စင်းထက်ထားတာအရေးပေါ်ဆိုရင်တော့ထေးအောင်ကိုပွဲထုတ်ရတယ်ကျွန်တော်အမြင်ဂရုပါမအစိုးဆုံးကျွန်တော်မကြိုက်ဆုံးကတော့မင်းကြိုင်ခေါ်စနေမောင်မောင်ပဲအမှန်ကသူ့ရဲ့နာမည်ရင်းကမင်းကြိုင်ငယ်နာမည်ကမောင်မောင်ဘယ်ကဘလို့ရှေ့ကနေစနေတက်လိုက်တယ်လဲတော့မသိဘူးစနေမောင်မောင်ဖြစ်လာတယ်အထူးကြည့်ရတာကဆရာမင်းသိန်ခရဲ့စနေမောင်မောင်တော်မှဖတ်ဖူးပုံမရဘူးပြောတယ်လည်းမကြားဘူးတခါသူ့ကိုဆရာမင်းသိန်ခကိုယ်တိုင်ကပဲစနေမောင်မောင်လို့နာမည်ပေးတယ်လို့နဲ့ရောင်းဝါလှုပ်ချင်တယ်ကျွန်တော်ကစာချဖို့လူလေဆိုတော့ကျွန်တော်ရဲ့ရှေ့မှာတော့သူကရှောင်းပါတယ်သူ့ကိုကျွန်တော်ဘာလို့မကြိုက်တယ်လဲဟုတ်လားမဟုတ်တာကိုမျက်နှာပြောင်ပြောင်နဲ့ပြောတတ်လှုပ်တတ်လို့ကျွန်တော်မှအချင်းတစ်ခုရှိတယ်ကျွန်တော်မဟုတ်တာမှန်မှန်တာလုံးမိတဲ့အခါကျွန်တော်လိပ်ပြကျွန်တော်မတတ်ဘူးလှုပ်တာလှုပ်ရတယ်ပြောတာပြောရတယ်မျက်နှာပြောင်ပြောင်မထားတတ်ဘူးကျွန်တော်မဟုတ်တာတွေလှုပ်ခဲ့ပါတယ်ဗျာအတော်များများကိုလှုပ်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ကိုယ်တိုင်မဟုတ်တာမှန်တေချာပေါက်သိနေတဲ့အတွက်စိတ်မတန့်ဘဲနဲ့လှုပ်ခဲ့တာကြီးပဲယုံကျင်လဲယုံကွာဆိုပြီးတော့တပည့်လူရဲ့မျက်နှာကိုတေချာမကြည့်ဘဲနဲ့ပြောခဲ့လှုပ်ခဲ့တာပါအခုမင်းကြိုင်ဆိုတဲ့မောင်ကမဟုတ်တာကြီးကိုလူတကာသိနေတာကိုပဲမျက်နှာပြောင်ပြောင်နဲ့အမြဲတမ်းလှုပ်နေတယ်ဒါကိုကျွန်တော်လုံးဝသဘောမတွေ့ဘူး
နမူနာလေးတစ်ခုပြောပြမယ်တခါကသူနေတရားမရှိလို့အင်းစိန်ဘက်ကခြံနဲ့ဝင်းတဲ့တိုက်လေးတစ်လုံးကိုပိုင်ရှင်ဒီကနေခွင်ချပြီးတော့သူတက်နေလို့ရအောင်ကျွန်တော်လှုပ်ပေးလိုက်တယ်အိမ်ထဲမဆိုင်တဲ့တခြားလုပ်ငန်းစာချုပ်တွေပေါ်မှာငွေပေးငွေယူတွေရှုပ်နေတာကိုလှက်ပတ်လိုက်တယ်စာချုပ်တွေပြောင်းချုပ်ပြီးတော့အဲ့ဒီအိမ်ကိုသူ့ရဲ့လက်ထက်ရောက်အောင်လွှဲပေးလိုက်တာငွေတပြားမှကိုမကုန်ဘူးအနောက်အိမ်ရှင်ကကျွန်တော်ရဲ့နာမည်နဲ့အိမ်ကိုအယောင်းဝယ်စာချုပ်ချုပ်ပေးတာကျွန်တော်ကတကယ်မှမပိုင်တာမလိုချင်ဘူးဗျာအဲ့ဒီတော့ကမင်းကြိုင်ကနေတရားမရှိတာမို့သူ့ကိုပြန်လွှဲပေးလိုက်တယ်ကျွန်တော်လည်းတပြားမှမယူခဲ့ဘူးဒါပေမဲ့ဗျာတနေ့လောက်ကြာတော့ပိုင်ရှင်နဲ့သူနဲ့ကပြဿနာတက်တယ်ပိုင်ရှင်ကစာချုပ်တွေပြောင်းချုပ်တုန်းကဟနေတဲ့ငွေကိုပြန်ပေးပါမယ်သူ့အိမ်ကိုပြန်ပေးပါဆိုတော့မင်းကြိုင်ကကျွန်တော်အိမ်ကိုအစောကြီးပေါက်ချလာပြီးတော့ကိုသက်ခိုင်တက်သေးလိုက်ပေးပါတယ်ဒီအိမ်ကိုကျွန်တော်ပိုင်တာကိုသက်ခိုင်အသေးဆုံးတယ်ကဲကြည့်လုံးပုံကခက်တာကဂရူပါမှာထေးအောင်ကိုအခိုင်ဆုံးကျိုးနဲ့ချီထားတာကမင်းကြိုင်ဖြစ်နေတယ်အဆိုတော့သူ့ရဲ့စကားကပေါက်ရောက်သလိုဖြစ်နေပြန်ရောနောက်တစ်ယောက်ကဦးပါရင်သူကရက်ွက်ကောင်စီဥက္ကဋ္ဌမင်းကြိုင်ရဲ့ငယ်တငယ်ချင်းတခါမှမင်းကြိုင်ကိုငါနဲ့ကြိုင်တော့နိုင်တဲ့သူမင်းကြိုင်နဲ့စိုးပေါ်စိုးဘက်ထောင်ထဲမှာအတော်ကြာနေဘူးတယ်လို့သိရတယ်မတော်မတရားစိတ်မျိုးရှိတဲ့သူမျိုးတော့မဟုတ်ပါဘူးအနောက်မှာသာမင်းကြိုင်ရဲ့ကောင်းမှုနဲ့မိမငယ်လေးတွေဘာတွေထက်ယူပြီးတော့ဇက်တွေရှုပ်ကုန်တာသူကလည်းမင်းကြိုင်ကိုငယ်နိုင်ဆိုတော့ဖယ်ထားလို့မရပြန်ဘူးသူကမင်းသမီးရဲ့အကိုအရင်ဘာမှမဟုတ်ဖဲနဲ့ဟုတ်နေတဲ့သူလူတကာကြားမှာဟနေတဲ့အဟကိုလိမ့်မာမာနဲ့ဂွင်ချတတ်တဲ့သူလက်သုံးတကားကတော့ကျွန်တော်ဘာမှမသိဘူးတော့ဆိုပြီးတော့ဘာမှမသိပါဘူးဆိုတဲ့ပုံစံမျိုးပဲကားပွဲစားလောကကလာတော့တိတ်တော့မဆန်းလာဘူးသူ့ရဲ့ရန်ဖာရန်ခထောက်ချက်တွေကိုဘယ်သူမှမလှန်နိုင်လို့ပါဇက်အဟောင်းသားနဲ့နေကြတာများတယ်စိန်ကျိုးစီမံကိန်းကိုကျွန်တော်ရဲ့လက်ထဲကိုလွှဲဖို့စိတ်ကူးရတာနဲ့သူနဲ့ကိုတန်းဝင်းဆိုတော့သူ့ကိုလည်းဖယ်ဖို့ပဖို့ကခက်ပါနာမည်ရင်းကစိုးမင်းမယ်ဘယ်ကပဲလို့ဟိန်းတယ်လဲတော့မသိဘူးဆရာမင်းသိန်ခဟိန်းခိုင်းတယ်လို့ပါပဲသူ့ရဲ့ idea နဲ့သူ့ရဲ့ဟန်နဲ့အကုန်သိတဲ့ဒီဇိုင်းကိုဖမ်းထားတာအသောတော်သူနဲ့ထိတ်တိုက်တိုးလိုက်ရင်တော့ကျွန်တော်ပြောတာကကိုသက်ခိုင်ပြောတာနဲ့အတူတူပဲဆိုပြီးတော့ရှော့ချတတ်တယ်သူကထေးအောင်ရဲ့အနီးကလူယုံတော့သူကလည်းဂရုပါမှတပါးတာပဲဒါနဲ့စကားမဆက်လောလောတဲ့စိုးမင်းဟိန်းအောင်မှအင်းစိန်ထောင်ထဲမှာဟုတ်တယ်လမ်းလေးတဲ့ထိတ်ကတီဟရုပ်ရှင်ကိုဖြတ်ပြီးတော့ပြန်ဆောင်မဲ့စီမံကိန်းကိုပိုင်မီဆိုပြီးတော့ဒဇင်ထောင်လိုက်တာဘာမှမလုပ်တတ်မရှင်းတဲ့ဖဲနဲ့ထောင်ကျသွားတာအဲ့ဒီစီမံကိန်းတွေကအခန်းတွေတော်တော်များများကိုမင်းသားကြီးကျော်ဟင်းကတော့မှကြိုက်တယ်ဆိုပြီးတော့ကန်လှန်မှုသေးတယ်အခုချိန်ထိတော့တီဟရုံကလည်းကွက်လက်အတိုင်းပါဖောင်ဒေးရှင်းလုပ်ငန်းအတွက်နည်းနည်းပါးပါးမြေတူးလုပ်ငန်းလေးဘာလေးအစပြိုးထားတာတော့ရှိပါတယ်အခုတော့ငါးလေးတွေမွေးသလိုဖြစ်နေတာပေါ့စီမံကိန်းကတော့စောက်လို့ရေးပေါ့ဗျာမလောက်တဲ့ခွင်သမားတွေရဲ့လက်ထဲကိုရောက်သွားတော့မွေးမြူရေးဖြစ်သွားတာပါနောက်ဆုံးကကိုတန်းဝင်းသူကတရားရခိုင်တော့ပူရိသစိတ်မဟုတ်ရှာဘူးအဲ့ဒီရက်ကလွှဲရင်ပညာတတ်တယ်တီတီကြီးကြီးနေတတ်တဲ့သူပဲစဉ်းစားချစ်ချိန်နိုင်တဲ့အရည်ချင်းမျိုးလည်းရှိတယ်သူဂရုပါကိုမရောက်ခင်မှာကျွန်တော်နဲ့အလုပ်တွေတွဲပြီးတော့လုပ်ဖို့တယ်လူကောင်းပါခက်တာကသူ့တယောက်တည်းဗျကဘာကျော်တွေကတဖွဲ့လုံးပဲသူ့ရဲ့အဆိုးဆုံးအားနည်းချက်ကတခါသူကကိုမင်းကြာကျွန်တော်လက္ခဏာကိုကြည့်ပေးပါအောင်ဆိုပြီးတော့မင်းကြိုင်ကိုဆရာသွားတင်းနေတာဘာလို့သူတို့တယောက်ချင်းရဲ့အကြောင်းကိုအသေးစိတ်သိနေတယ်လဲဟုတ်လားလိုတယ်လေဗျာဒီလိုပုံကိုယ်တွေစုထားတဲ့ကုမ္ပဏီတစ်ခုကနိုင်ငံတစ်ခုရဲ့မျိုးတော်အထင်ကြီးနေရာတစ်ခုမှာဂရိ9000ကျော်အောင်တန်ဖိုးရှိတဲ့စီမံကိန်းတစ်ခုကိုဘယ်လိုပြတ်အောင်ဖျက်ကြသလဲဆိုတာသူတို့အားလုံးရဲ့အကြောင်းကိုပြောမှပြည့်စုံတော့မှာပေါ့ပြတ်တာမှရိုးပြတ်တာမဟုတ်ဘူးအခုကျွန်တော်ပြောနေတဲ့အချိန်ထိအဲ့ဒီစီမံကိန်းကြီးဟာဘယ်သူမှလည်းထိလို့မရကင်လို့မရဘူးဘယ်သူအတွက်မှလည်းအကျိုးမရှိဘူးလုံးဝကိုရပ်ဆိုင်းပြီးတော့အားလုံးအချင်းကြီးလဟတာဖြစ်ကုန်တယ်ဘာလို့လဲဟုတ်လားလောက်ရတဲ့ကုမ္ပဏီကဘုံမိုးကြီးရဲ့တူလေဗျာလွှဲပြောင်းယူထားတာကစီးပွားရေးဒေါက်တာဘွဲရထားတဲ့ဒေါက်တာရှန်ရှူတင်ရဲ့နောက်မှာရင်းနှီးမြှုပ်နှံထားတာကမလေးရှားနဲ့စင်ကာပူအဖွဲ့တွေနှစ်ဖက်စလုံးကရှေ့တိုးလို့မရအောင်ညံ့နေတာညံ့မှာပေါ့ဗျာမူလကလေးကအလုပ်ကိုအမြေပေါက်ရထားတဲ့ဂရူပါကတကယ်အလုံးလုံးမဲ့အဖွဲ့မှမဟုတ်ပဲဗျာကျွန်တော်ပြောတာလွန်နေထင်ရင်ရန်ကုန်မြို့မှာဂရူပါဆိုတဲ့ကုမ္ပဏီနဲ့စောက်ထားတဲ့တဲတလုံးလောက်ရှားပြစမ်းဗျာစာချုပ်ကျမ်းနဲ့ရေးပြီးတော့ရှန်ရှူတင်ကိုယ်တိုင်ပဲလုပ်ငန်းခွင်ထဲကို2ခေါက်3ခေါက်လာကြည့်တယ်အဲ့ဒီလိုလာကြည့်တဲ့အခါမှာရွှေကိုတော်တွေကလေတံပြောင်းလာတယ်စိန်ကျွန်းသင်းစီမံကိန်းကိုရှန်ရှူတင်နာမည်ရွေးထားတဲ့ CD Square ဆိုတဲ့ဆိုင်းဘုတ်တင်အခမ်းအနားအတွက်ဝစ်စုံတွေကိုအပြိုင်ဆိုင်ချုပ်ကြတယ်တဲကအင်အားလမ်းမှာရှန်ရှူတင်ရဲ့အိမ်ရှိကိုမင်းကြိုင်တို့အုပ်စုက
အလူကန်တကားသွားခေါ်တယ်လို့မျိုးလုပ်နေကြတယ်မစ္စတာရှန်ရှူတင်တွေးပြရသည်ဂရူပါရဲ့ဥက္ကဋ္ဌလည်းပါတယ်ပေါ့ရှန်ရှူတင်လက်ခံတော့စကားပြောလိုက်တယ်နောက်တော့ကျွန်တော်ကိုရှန်ရှူတင်ကဖုံးဆက်တယ်သူတို့ကတကယ်ပိုင်ရှင်နေလို့ပြောတယ်တဲ့ကျွန်တော်သိလိုက်ပါပြီဗျာငန်းကိုဘိုက်ခွဲမဲ့မောင်တွေကခြေလန်းစပြီလို့ကျွန်တော်နဲ့ဆုံကြတော့သူတို့မတော်တယ်လို့မျိုးပဲရိုးချင်းအောင်ဆောင်ကြတယ်ကိုတန်းဝင်းကဝင်ထိန်တယ်ဒါပေမဲ့ကျွန်တော်ရဲ့အချင်းကဟန်ဆောင်ပန်ဆောင်နဲ့တိတ်တိတ်လေးအကောက်ကြံနေရတဲ့အလုပ်ကိုမုန်းနေဗျာကျွန်တော်ကပြောင်းသမားစီးပွားရေးလောကထဲမှာအကောင်အကြီးကြီးကြုံမျိုးတကောင်တမီးမှမရှိဘဲနဲ့တကိုယ်တော်ကျဲနေတာအခုလိုခေပြက်ကြီးထဲမှာကျွန်တော်အတွက်အလုံးမရှားဘူးမမရရကတော့ရှန်ရှူတင်ပထမအရေးငွေပေးတဲ့စာချုပ်ချုပ်တဲ့နေကပေါ့ဗျာအပြည်လန်းကရှန်ရှူတင်ရဲ့ဘရိုင်းကွန်မာရှယ်ဘဏ်အပေါ်တန်းမှာစာချုပ်တွေလက်မှတ်ထိုးဖို့အတွက်ပြင်ဆင်နေကြတယ်ရှန်ရှူတင်ကဘလိုနီနဲ့မှပြင်ဆင်ပယ်ဖျက်လို့မရအောင်စာချုပ်ပါအချက်လက်တွေကိုပြည်တွင်းပြည်ပဥပဒေပညာရှင်တွေနဲ့တိုင်ပင်ပြီးတော့ထည့်နေတယ်အတိုင်းပေါ်အသေးချက်ထုတ်တဲ့နဲ့ဂရူပါလူကြီးမင်းတွေကလည်းစုံညီနေကြပြီဂရူပါရဲ့စီးပွားရေးဥတီချက်ကတော့အရန်ကိုမြင့်နေဒေတာပေးတယ်လို့ရေးထားတဲ့စာချုပ်ဆိုရင်လည်းလက်မှတ်ထိုးမှာပဲများများပေးမြန်ပေးကိုရင်ထပ်ပေးသူတို့သိတာဒါအကုန်ပဲအနောက်ဆိုးလုံးနာကအစည်းအဝေးခန်းရဲ့အပြင်ဘက်ပြည်လမ်းမတစ်ဖက်ချမ်းပလက်ဖောင်းဘေးမှာကတော့မြေတူးကမရသေးတဲ့ကိုတန်းတို့အလုပ်သမားအဖွဲ့တွေကလူ20လောက်ရှိတယ်ကြောက်ဖိုးသေးဖို့မရသေးတဲ့ရွှေဘုံသာလမ်းကမေဂလာစေးတိုက်ပါရှင်ဒေါက်တာကြီးဝင်းတို့လင်မယားရဲ့တင်မျိုးသုံးကိုသွင်းပြီးတော့ငွေမရသေးတဲ့တစ်အုပ်စုရဲ့လူ90ဝန်းကျင်ဟာအဲ့ဒီဘန်ရှေ့မှာတဝုံဝုံနဲ့ဖြစ်နေတယ်ရှန်ရှူတင်ကတော့မတိချဘူးထင်ပါတယ်ဗရမာတော့အရင်နေနဲ့ဒိန်း2000လောက်ရနိုင်တဲ့အခြေအနေကိုထိန်းအောင်နဲ့မင်းကြိုင်စကားပြောတာကိုနားထောင်ပြီးတော့အောက်ဖဲတွေပေါ်ကုန်တာကြောင့်3600ကို4ရစ်ခွဲပေးမဲ့အဆင့်ကိုရှောက်သွားတယ်အောက်ဖဲပေါ်တယ်ဆိုတာဗျာစကားပြောကြည့်လိုက်တာနဲ့ငွေရပြီးရောဆိုတဲ့အမှုအကျင့်တွေအကုန်ပေါ်တာပေါ့စာချုပ်ပါအချက်လက်တွေကိုဘာတစ်ခုမှစောတကားမတက်ဘူးတွင်မဲနေတာကဘလောက်ပေးမှလဲဘယ်တော့ပေးမှလဲဆိုတာကြီးပဲထက်နေတာကျွန်တော်လားဘာမှမပြောတာတော့ဘူးဗျာလူတဝုံဝုံနဲ့ခွေးတွေကောင်လာဆွဲသလိုဝိုင်းတဲ့ထဲမှာကျုပ်မပါချင်တော့ဘူးကိုတန်းဝင်းကိုကျွန်တော်ခေါ်ပြီးတော့စရင်ရှင်းဖို့ပြောတယ်ကျွန်တော်ဆက်မလုပ်ချင်တော့ဘူးကျွန်တော်စိုက်ထားတဲ့ငွေနဲ့ရာသိန်းနဲ့အကျိုးမြတ်တချို့ကိုသာရှင်းဖို့ပြောလိုက်တယ်ကိုတန်းဝင်းတာဝန်ခံတာနဲ့ကျွန်တော်စိန်ကျုံတဲ့စီမံခိန်းထဲကနေနောက်ဆုတ်ပြေးလိုက်တယ်ရှန်ရှူတင်ကတော့စီဒီဆွဲရဆိုပြီးတော့အေယာမစီမံကိန်းကြီးကိုအာကျိုးမန်တက်နဲ့အကောင့်အထက်ဖော်ချတယ်။ပါရိုက်တဲ့ဆက်တွေသွင်းပိုက်ချောင်းတွေသင်းမောနှစီးတိုက်လောက်တင်သွင်းနဲ့မြန်မာပြည်ရွှေမြို့တော်ကြီးရဲ့စီဒီဆွဲရကြီးကိုတိဆောက်လိုက်တာမြေကွက်လက်အစင်းကမတက်ခင်နောက်ဆုံးမှာရှန်ရှူတင်ခင်ဗျာထောင်ထဲကိုရောက်သွားတယ်။ဘာမှုလဲဟုတ်လား။ပြည်ရစွာအမှုလိုပုံမှန်မျိုးပဲဗမာပြည်လေဘာတဲ့ဗျာသူဖွင့်တဲ့နိုင်ကလပ်မှာပြည်သားတွေထားလို့ဆိုလားဘာဖြစ်ရမှာလဲအမှုစစ်ပြီးတော့ထောင်ကြတာပေါ့၄နှစ်ဆိုတော့ပဲဗျာဟမ်စီဒီစကွဲရကြီးဟုတ်လားအခုလဲဒုံရင်ကဒုံရင်ပဲမြေကွက်လက်ကြီးပါပဲဗျာအသေးစိတ်တော့ကျွန်တော်မသိတော့ဘူးသို့တော့ရှန်ရှူတင်ကလည်းဂရူပါရဲ့ချိုးကိုရိမ့်မိပြီးတော့သူနီးသူဟန်နဲ့ကြော်ခွာလိုက်တော့ဘုံမူကြီးရဲ့အိမ်ထိကိုပေါက်သွားတယ်လို့ဆိုတယ်ဘာတဲ့ဘိုးချုပ်မူကြီးကတော့ဒေါ်ကြိုင်ကြိုင်ကတော့မှသားလို့ခေါ်ပြီးတော့အိမ်ကိုအဝင်ထွက်လက်ခံတဲ့အထီးတဲ့ကိုတန်းဝင်းပြန်ပြောတာပါဗျာနောက်တစ်ခုကြားတာကအစိန်ကျုံသေးစီဒီစကွဲရစီမံကိန်းဖောင်ဒေးရှင်းလုပ်ငန်းမှာပိုင်ရိုက်တဲ့ဒုက္ခမှုတွေကြောင့်ဒလန်းကျော်ကစွမ်းရည်ဝန်ကြီးရုံးကကန့်ကွက်တယ်လို့ဆိုပါတယ်။နောက်အဲ့ဒီဒုက္ခမှုတွေကအဘဲမှာရှိတဲ့ဂျပန်သေးုံကြီးရေးပေါ်ခွဲစိတ်မှုတွေအတွက်အကြီးအကျယ်ထိခိုက်ပါတယ်လို့ကန့်ကွက်တာလည်းရှိတယ်တဲ့။အကျုပ်ယူဆကတော့ဒါတွေအားလုံးဟာအကြောင်းပြချက်သက်သက်တည်းလို့ယူဆပါတယ်။ကမောင်ကမခကြီးမှာဗျံပရာလူတွေနဲ့ချီလီခကြီးမှုလို့ဖြစ်ရလေတာလို့သာကောက်ချက်ဆွဲလိုပါတယ်ရှန်ရှူတင်ရဲ့ပုံကိုရေးကိုဘေးဘက်ထားပြီးတော့သူ့ရဲ့အာထုံမှုနဲ့ရီမှန်းချက်ဟာခစ်ရှိပြေးခဲ့တာတော့အမှန်ပဲဗျာဒါပေမဲ့တခါခင်းတဲ့လူကအန်လွဲနေတာမျိုးတွေဖြစ်တတ်ပါတယ်နောက်တော့သူ့ရဲ့ဘရိုင်းကွန်မာရှယ်ဘဏ်ကိုလည်းပိတ်လိုက်ရတယ်သူ့ကိုနောက်ဆုံးလူချင်းမမြင်ရဘဲနဲ့သူ့အချောင်းကိုတီးလိုက်ရသေးတယ်သူ့ထောင်ထဲကိုရောက်နေတဲ့အချိန်ပေါ့ဒီနေ့အချင်းဦးသီးမှာညှုံမှုဖြစ်နေတဲ့ဗိုလ်ကြီးရွှေကျော်ကညနေပိုင်းအရက်တူတောက်ရောက်အောင်လို့လှမ်းခေါ်လိုက်တယ်။အဲဒါကြောင့်ကျွန်တော်ကလည်းအင်းစိန်ထောင်ဘက်ကိုရောက်သွားတယ်။ကျွန်တော်လာမယ်ပြောထားတော့အင်းစိန်ထောင်ရဲ့ဒကမာကြီးကိုကြိုပြီးတော့ဖွင့်ထားတယ်။ပင်မဝင်ပေါက်ကြီးရဲ့ညာဘက်အပေါ်ဓာတ်မှာကိုရွှေကျော်နေတယ်။အခန်းမှာအတူတောက်ရင်းနဲ့သူကကိုသက်ခါဒေါက်တာရှန်ရှူတင်ကိုသိသလားတဲ့။သူ့ထောင်ထဲကိုရောက်နေတယ်တဲ့။ကျွန်တော်တို့တောက်နေတဲ့အပေါ်ဓာတ်အခန်းပြတင်းပေါက်ကနေရှန်ရှူတင်နေတဲ့တီးသန့်ထောင်စီကိုလက်ညှိုးညွှန်ရင်းနဲ့ဒီလူကလူတော်ဗျ
ဘလို့လုပ်ပြီးတော့ထောင်ထဲကိုရောက်နေတယ်လဲမစင်းစားတတ်ဘူးတဲ့ကျွန်တော်လည်းခေါင်းမဲ့ငိမ့်နေမိပါတယ်သူမိကုန်းရဲ့အဖြစ်ကိုကျွန်တော်လည်းသိကျင်တာပါဗိုလ်ကြီးရွှေကျော်ကဗိုလ်ချုပ်ကြီးတင်ဦးရဲ့လူရင်းပါသူစီဟာရဟန်းရင်ပြတ်ကြပြီးတော့ဆုံးသွားလို့အလောင်းကိုရန်ကုန်ပြန်တက်လာတော့သူကအလောင်းကိုသွားကြည့်တယ်တဲ့သွားကြည့်ပြီးပြန်လာတော့ကိုရွှေကျော်ကသူ့ကိုယ်သူတတ်တည်သွားတယ်ရေချိုးကန်းထဲမှာဆွဲချိုးချတာတဲ့တစင်စကားပါဗျာဒါမျိုးကလည်းအတိအကျသိရဖို့ကအခက်သားလားဒီခေတ်ဒီချိန်မြန်မာပြည်ကြီးမှာရတနာပုံတွေနဲ့လွဲတာကကျွန်တော်တယောက်တည်းတော့မဟုတ်ဘူးရတနာပုံနဲ့လွဲတဲ့အပြင်အသက်ကိုပါရန်ရှားမှကြောက်နေရတဲ့လူတယောက်ရဲ့ထူးထူးဆန်းဆန်းလို့ပြောရမယ့်အဖြစ်တစ်ခုရှိသေးတယ်1995ခုနှစ်ဝန်းကျင်လောက်ကဖြစ်မယ်ထင်ပါတယ်ဒီနေ့မဆလာခေတ်ကတရားရေးဝန်ကြီးဦးတင်အောင်သိန်းရဲ့ချွေးမဒေါက်တာခင်ထေးဝင်းကကျွန်တော်ကိုအရေးတကြီးနဲ့ဖုန်းဆက်လာတယ်သူ့ရဲ့အမျိုးသားကဒေါက်တာအောင်နိုင်သူတို့လင်မယားကလည်းစေကံဖွင့်တာအဆင်မပြေဘူးထင်ပါရဲ့တကားအလုပ်ပွဲစားလေးဘာလေးလုပ်တယ်ဒါကြောင့်ကျွန်တော်နဲ့ခင်းနေတယ်သူတို့ကအင်းစိန်ဘက်မှာနေတာဦးတင်အောင်ဟိန်းလားဖိုလှိမ့်ထိုးနေတယ်တဲ့ဒါနဲ့ကျွန်တော်ကအင်းစိန်ကသူ့ရဲ့အိမ်ကိုသွားလိုက်တယ်အနောက်သူကမျက်စိပြက်မျက်နှာပြက်နဲ့သူ့ရဲ့မိတ်ဆွေတယောက်ကိုစစ်ထောက်လမ်းရေးကတပ်ပစ်တော့မယ်ထင်တယ်တဲ့သူပြောနေတာတွေကဘလုံးမထွေးဖြစ်နေတယ်တပ်ထုတွင်ဝန်ကြီးဌာနဆိုတာလဲပါတယ်အရွှေရှာတာရောအနှုတ်မြူတွေရောပြောလေရှုပ်လေဖြစ်နေတယ်ကျွန်တော်ကသေချာရှင်းပြပါအောင်ဆိုတော့လူတယောက်ကိုဖုံးဆက်ပြီးတော့ခေါ်လိုက်တယ်နိုင်ဝဲလောက်နေတော့အဲ့ဒီပုဂ္ဂိုလ်ရောက်လာတယ်သူ့ရဲ့နာမည်ကကိုစံလင်းနဲ့မဟာမေဒင်ဘာသာဝင်မှာအသက်50ဝန်းကျင်လောက်ရှိမယ်ဓာတုဘေရပွဲရတယ်သူရဲ့ကုမ္ပဏီကပြားလေးကိုထုတ်ပေးလို့ကြည့်လိုက်တော့ hosting flat တဲ့အလံလေးတလူလူဖြစ်နေတဲ့ပုံလေးနဲ့အင်္ဂလိပ်စာကတ်အပြားလေးကိုကျွန်တော်ခုထိမှတ်မိနေတယ်သူကကုမ္ပဏီတစ်ခုကိုထောင်ပြီးတော့ရွှေနဲ့တက်ထုရှာဖွေရေးလုပ်နေတဲ့သူပါကိုစီအိနဲ့ကိုစီးပွားပြထုံးနိုင်လောက်တဲ့တက်ထုဂျောတွေကိုရှာတယ်တို့ရင်အစိုးရကိုတင်ပြပြီးတော့အစိုးရနဲ့သူတို့ကုမ္ပဏီ65%ရာခိုင်နှုန်း35%ရာခိုင်နှုန်းခွဲယူကြဖို့စာချုပ်ချုပ်ထားတာတဲ့ဒီနေ့သူတို့ကုမ္ပဏီဟာစကိုင်းတိုင်းတပိတ်ချင်းဘက်မှာ Heavy Stand လို့ခေါ်တဲ့တဲတမျိုးကိုတွေ့ရှိခဲ့တယ်လို့ဆိုတယ်အဲ့ဒီ Heavy Stand ထဲမှာအရွှေအပြင်တခြားရက်စင်တွေပါနေတာမို့လို့စီးပွားပြထုတ်ဖို့အတွက်အစိုးရကိုတင်ပြပြီးတော့ Heavy Stand နမူနာတွေကိုသိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနတက်ခွဲခန်းကိုပို့ပြီးတော့အစစ်ဆေးခံကြပါတယ်တပြိုင်နက်တည်းမှာအဲ့ဒီ Heavy Stand ကိုပြည်ပကုန်တဲ့ဦးစီကိုနမူနာပို့ပြီးတော့ဈေးကွက်ရှာခဲ့ကြတယ်မကြခင်မှာပါကစ္စတန်ကုန်တဲ့ဦးနဲ့အဆက်အသွယ်ရတယ်ရသလောက်ယူမယ်ဈေးကောင်းပေးမယ်ဆိုတာနဲ့တတုဝန်ကြီးဌာနနဲ့ဂျားပြညှိနှိုင်းပြီးတော့စထရင်းဟိုတယ်မှာအယောင်းဝယ်စာချုပ်ကိုချုပ်လိုက်ကြတယ်မရှင်းမနှောင်းမှာပဲသိပ္ပံနဲ့နေပညာဝန်ကြီးဌာနကိုပို့ထားတဲ့နမူနာကိုစစ်ဆေးတွေ့ရှိချက်တွေတက်ခွဲခန်းကအဖြေထွက်လာတယ်အဲ့ဒီစစ်ဆေးချက်ကိုဝန်ကြီးထံသိတာရန်တင်ပြထားပြီးတော့မိတ္တူတစ်စောင်ကိုစံလင်းရှားခဲ့တယ်အဲ့ဒီမိတ္တူကိုကျွန်တော်ဖတ်ရတယ်ဗျဟက်ဗီဆန်ထဲမှာရွှေအလူမီနီယမ်ယူရေနီယမ်ထိုက်တေနီယမ်ပလူတိုနီယမ်စားတဲ့မျိုးသားရှင်မျိုးပါဝင်ကြောင်းရာခိုင်နှုန်းအလိုက်ကိုခွဲခြားဖော်ပြထားတယ်ကိုစံလင်းတယောက်ဟက်ဗီဆန်တွေကိုပါကစ္စတန်ကုန်သည်ရဲ့အမှားသားမှာပါတဲ့ထုတ်ပိုးမှုပုံစံတိုင်းပဲပက်ကင်လစ်အိမ်မျိုးစားတွေနဲ့ export လုပ်ဖို့အိတ်တွေတွတ်နေတဲ့အချိန်သိပ္ပံနဲ့နေပညာဝန်ကြီးဌာနကနေတတုတွင်ဝန်ကြီးဌာနကိုညွှန်ကြားစာတစ်စောင်ရောက်လာတယ်အဲ့ဒီစာကကိုစံလင်းတို့တတုရှာဖွေနေတဲ့စီမံကိန်းကိုချက်ချင်းရပ်ပြီးတော့သိပ္ပံနဲ့နည်းပညာဌာနကိုလွှဲအပ်ဖို့လုပ်ရမယ်တဲ့တတုတွင်ဝန်ကြီးကိုလည်းတက်ချုပ်ကြီးကခေါ်ပြီးတော့ကျင်းတာခံရတယ်လို့ဆိုတယ်ဒီတော့ကိုစံလင်းကလည်းဘာလို့ရမှန်းမသိတော့ဘူးသူကသူ့ရဲ့အလုပ်ကိုဘဲကြီးမကြီးနဲ့အာယုံစိုက်နေလိုက်တာသူ့ရဲ့ခန္ဓာကိုယ်မှာတော့ရေဒီယိုတက်တုကြွနေပြီလို့ပြောတယ်ဗျကိုစံလင်းကသူ့ကိုအစိုးရထောက်လှမ်းရေးတွေကလူမသိသူမသိခေါ်ပြီးတော့တက်ပြစ်မှာကိုလည်းအတော်ကြောက်နေပုံရပါတယ်တစ်ချိန်တည်းမှာလည်းတန်မိုးရှိမှသိနေပြီဖြစ်လို့အစိုးရအနေနဲ့ကြိုက်တဲ့ dress and drop ပေါင်းကိုယူအဲ့ဒီ heavy set မှာပါတဲ့ရွှေရဲ့65ရာခိုင်နှုန်းကိုသာပဲရအောင်လုပ်ပေးပါလို့ကျွန်တော်ကိုနားပူပါတယ်ကျွန်တော်လည်းရုပ်တရက်ဘာမှမတတ်နိုင်တာနဲ့နားထောင်နေုံပဲတတ်နိုင်ပါတယ်သူပြောတဲ့စကားထဲမှာတချို့ heavy set တွေထည့်ထားတဲ့အိတ်ကား၄စီးတက်လောက်ဟာမန္တလေးကိုတောင်ရောက်နေပြီတဲ့အဲ့ဒီပစ္စည်းအားလုံးကိုအေလာမှာရှိတဲ့ရွှေသက်စင်စက်ယုံကိုပို့မယ်ဆိုတာလည်းပါသေးတယ်သိပ္ပံနဲ့နည်းပညာဝန်ကြီးဌာနကတော့အဲ့ဒီအချိန်ကနေစပြီးတော့တကိုးထွားလာတယ်ကိုစံလေးနောက်ဘာဖြစ်တယ်လဲတော့ကျွန်တော်မသိတော့ဘူးကျွန်တော်ခင်ဗျားကိုတင်ပြတဲ့အချက်ဟာမျှတသားပါပဲသူတို့လိုချင်တာကိုယူပြီးတော့ဂျန်နာကိုသာမူလစာချုပ်အတိုင်းဆောင်ရွက်ပါလို့တင်ပြထားတဲ့စာရဲ့အဖြစ်ကိုစောင့်မာလို့သာကျွန်တော်ပြောနိုင်တယ်ကဲကြည့်ပြီးတော့ဗျာမြန်မာပြည်ကြီးမှာဖြစ်ပျက်နေပုံတွေကဒါကြောင့်ကျွန်တော်ခင်ဗျားကိုတတိပေးနေတာ
ဒီရဲဘက်စကားမှာရေနံတွေးနိုင်တဲ့ဘာညာဆိုပြီးတော့ရှောက်ပြီးတော့အာမချောင်တယ်လို့အနောက်ဆုံးကိုစာနဲ့ဘာဖြစ်သွားလဲဟုတ်လားရတနာဘုံလွဲခဲ့ပြီးတော့ဘာဆက်ဖြစ်တယ်လဲဆိုတာကျွန်တော်မသိတော့ဘူးတကယ်ပါကျွန်တော်ဒေါက်တာခင်ထေးဝင်းနဲ့လည်းမဆုံဖြစ်တော့ဘူးတည်င်းလည်းမကြားရတော့ဘူးနေုံပြတန်းစင်လို့ရတဲ့ရွှေတွေကိုဦးတောင်းကိုယ်တိုင်ပဲတက်ချုပ်ကြီးစီကိုပို့ရတယ်ဝင်းကြီးဦးတောင်းကတက်ချုပ်ကြီးစီကိုတင်တဲ့စာထဲမှာပါတဲ့ရွှေရခိုင်နှုန်းကနဲနေတော့လားတင်ပို့ရတဲ့ရွှေတွေကိုအပြင်ဘက်ကပါတစ်ခါဝယ်ပြီးတော့ပို့ရတယ်လို့လည်းသူရုံးအဖွဲ့မှုစီကနေသိရတယ်အေးဗျအဒါကဗမာပြည်ရဲ့နျူကလ িয়ার စီမံကိန်းအစများဖြစ်နေမလားပဲဗျာ